之内，有灵之间爱的神秘。耶稣的怒爱的神秘，耶稣的怒的神秘，有情之内，有灵之间爱的神秘。耶稣的怒爱的神秘，耶稣的怒爱的神秘，耶稣的怒的神秘，有情之内，有灵之间。耶稣的怒爱的神秘，让我们好。耶稣的怒爱的神秘，耶稣的怒的神秘，有情之内，有灵之间的神秘。是利用给动吧，嘿嘿。ရှိတဲ့သက်တာကအာဗြဟံခဲသို့ယုံကြည်ခြင်းရှိခွင့်ဖျက်ခဲ့လို့တော့ရှိတာဖြစ်တယ်။အာမင်။ဒီကနေ့နေ့ရက်တိုင်းအတွက်ဖျက်ရှင်ရဲ့ကျေးဇူးတော်လုံလောက်တာဖြစ်တယ်။သူဖျက်ရှင်နာမတော်ကိုဆက်လက်ပြီးတော့ချီးမွမ်းရအောင်။ဟာလေလုယာ။တိုင်းတွင်ဖျားရဲ့ကျူနာနေရတိုင်းတွင်ဖျားရဲ့ချင်းရှုတော်ကိုရှောင်းနေတယ်နေရတိုင်းတွင်ဖျားရဲ့သစ္စာနေရတိုင်းတွင်ဖျားရဲ့ဂရုတော်နေရတိုင်းတွင်ဖျားရဲ့ကောင်းချီးတွေကိုရှောင်းနေတယ်Don't
ဒီကနေ့ကျမတို့ကိုးခွဲတဲ့ဖခင်ကကျမတို့တရားကိုဘယ်တော့မှမစွန့်ထားဘူးအမြဲတမ်းဆောင်ထိန်ပေးတဲ့ဖခင်ဖြစ်တယ်ဟာလေလုယာဟိုးရှာရာပါပါချိန်မပင်စင်ပေးမယ်ယုံကြည်
ရှိတဲ့ညီကိုမောင်တို့အများကျမတို့တက်တာထဲမှာခါတရမှာဖျက်ရှဲလှုပ်ဆောင်ခြင်းတွေကျမတို့ကိုယ်ကိုယ်ရဲ့ဖျားကိုကျမတို့ယုံကြည်ရဲ့သားနဲ့တခါတလေချမ်းကျမတို့ကစိတ်မချဘဲနဲ့ဒီကနေ့ကျမတို့ယုံကြည်ခြင်းမှာကျမတို့အားနဲ့တက်ကြတယ်ဒီကနေ့ဖျားရှံတန်တို့ကဒီမှာရှိတဲ့ညီကိုမောင်တို့အများကျမတို့တက်တာထဲမှာဒီကနေ့ဖျားရှံတက်နိုင်ခြင်းနဲ့ဖျားရှံလှုပ်ဆောင်ခြင်းနဲ့ကျမတို့အားကိုရအောင်ဟာလေလုယာဖျားရှံတက်နိုင်ခြင်းကိုကျမတို့စိတ်ချရအောင်ကျမတို့အတွက်ယာခသိန်းကိုလှုပ်ပေးနိုင်တဲ့ဖျားဖြစ်တယ်ဟာလေလုယာအိုးရာပါ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 အိုးရှာရ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 ာအေးရှာတ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 ာအိုးရာပါ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 No sum down nine day to no go na le bedo the path that's it to ne do to know the between ya base to no go na le bedo a te dum biro to no go shwe with country lands up young to dream
အတွက်ကိုကိုယေရှုတင်တယ်ဟာလေလုယာကိုရောရဲ့မျက်နှာကိုရှာတဲ့အခါမှာဒါတို့သမီးတို့မဆုံးတဲ့ခြင်းကိုမချေပဲနဲ့အစင်မြဲလက်ခံတော်မူသောဖဖျားကိုကိုယေရှုတင်ပါ၏ချင်းမွန်ကိုကိုချင်းကိုခံထိုင်တော်မူသောဖဖျားကိုကိုယေရှုတင်ပါရကိုရောဟာလေလုယာလက်ဆိုင်လာတော့ကိုရဲ့ချစ်ချင်းမြတ်တဲ့ကိုကိုယေရှုတင်တယ်မဆုံးလင်းသောသားသမီးတို့ပေါ်မှာကိုရဲ့ယေရှုကယုံနာအမြဲတမ်းတက်ရောက်စေလေမြဲတာလှုပ်လှုပ်ပေးတော်မူတော်ကိုရဲ့ယေရှုတော်အတွက်ကိုယေရှုတင်ပါ၏ကိုဟာလေလုယာဝိရောဖဖျားကိုယေရှုတင်ပါ၏ဒီမှာရောက်ရှိလာကြတဲ့ရောက်စီတိုင်းဝိရောဖဖျားချီးမွမ်းကိုခွဲခြင်းနဲ့မှတူပါရှိလေကိုရဲ့ချီးမွမ်းခြင်းတစ်ခြင်းများနဲ့တော်၎င်းကိုချီးမွမ်းကိုခွဲကြတဲ့ရောက်စီတိုင်းတသားထဲမှာကိုနေရာယူတဲ့အတွက်ကြောင့်ကိုယေရှုတင်ပါ၏ချီးမွမ်းကိုခွဲခြင်းကိုခံထိုက်တော်ရှင်ဟာကိုရောသားလည်းဖြစ်ပါ၏ဟာလေလုယာကိုရဲ့ချစ်ခြင်းမေတ္တာအတွက်ကိုယေရှုတင်တယ်ကိုရှင်ဖဖျားဆက်လက်ပြီးတော့တူထီတော်မူပါဒီချိန်တိုင်းထိကိုရှင်ရဲ့ပူဆောင်ပေးခြင်းနဲ့ကိုရှင်လမ်းပြပေးခြင်းရမယ့်အတွက်လည်းကိုရဲ့ယေရှုတော်နာမတော်ကိုချီးမွမ်းပါ၏ကိုရှင်ဆက်လက်ပြီးတော့မဆာတော်မူပါဒီကနေ့ဇာနာရမယ်တတိခံခြင်းတော်၎င်းဘေကံမဲ့လူတော်ငွေများဖြစ်တော်၎င်းကိုရောရဲ့ဘုံတို့တာရဲ့မြင်တွေ့ဖွယ်ရန်တသမီးရောက်စီတိုင်းကိုရှင်ဖဖျားတို့ထီတော်မူပါချီးမွမ်းကိုချင်းထဲ၌သူပါရှိတဲ့ကဲ့သို့ကြံရှိသေးတဲ့ချိန်တိုင်းများမှလည်းဝိညာဉ်တော်ဖဖျားအလုံးလုံးလေးနေရာယူပါမြတ်တောင်းတတနဲ့ချိန်တိုင်းများကိုယေရှုနာမ၌ဆုတောင်းလေးစက္ကန့်ပါ၏အာမင်ဟယ်လိုဟာလေလုယာဖျားရှင်အရန်ကောင်းမြတ်ပါတယ်အာမင်ကျွန်တော်တို့ဝတ်ပြုကိုယ်ကိုချင်းအလေမှာဖျားစကားပြောတာဖြစ်တယ်အာမင်ရောက်စီတိုင်းဖျားရဲ့စကားပြောခြင်းတော်၎င်းသူတည်ခြင်းတော်၎င်းခံစားရမယ်လို့ယုံကြည်ပါတယ်ကျွန်တော်တို့ဖျားရဲ့ကောင်းမြတ်ခြင်းကိုဝန်ခံရအောင်အာမင်ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုများပေါ်မှာဆိုပြီးတော့၃ချိန်ဝင်ခံရအောင်1 2 3ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုများပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုများပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုများပေါ်မှာအာမင်ဆက်လက်ပြီးတော့ကျွန်တော်ဝင်ခံရအောင်ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အလောအကိုင်းနဲ့အနာဂတ်များပေါ်မှာအာမင်ယုံကြည်ခြင်းနဲ့တချို့တွေအလုပ်မရှိဘူးဒါပေမဲ့ယုံကြည်ခြင်းနဲ့ဝင်ခံပါအာမင်ဖျားအလုပ်လုံးမှာဖြစ်ပါတယ်โอเค1 2 3ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အလောအကိုင်းနဲ့အနာဂတ်များပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အလောအကိုင်းနဲ့အနာဂတ်များပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အလောအကိုင်းနဲ့အနာဂတ်များပေါ်မှာအာမင်ဆက်လက်ပြီးတော့ကျွန်တော်ဝင်ခံရအောင်ဖျားရှင်ကောင်းမြတ်ပါတယ်အတင်းတော်နဲ့မလေးရှားနိုင်ငံပေါ်မှာအာမင်ဘာပဲဖြစ်ဖြစ် operation တော်လာကောင်းနော်မကောင်းတော့လဲကျွန်တော်တို့ယုံကြည်ခြင်းဖြင့်ဝင်ခံပြီးတော့ကြွေးကြော်ရအောင်အာမင်ဖျားရှင်ကောင်းမြတ်ပါတယ်1 2 3ဖျားရှင်ကောင်းမြတ်ပါတယ်အတင်းတော်နဲ့မလေးရှားနိုင်ငံပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်အတင်းတော်နဲ့မလေးရှားနိုင်ငံပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်အတင်းတော်နဲ့မလေးရှားနိုင်ငံပေါ်မှာအာမင်ကျွန်တော်တို့ဝန်ခံတဲ့ကဲ့သို့ဖျားတခင်ကျွန်တော်တို့တက်တာမှာမြင်စေတွေ့စေမိဆန်းစေပါအာမင်โอเคကျွန်တော်တို့ဖျားပေးတဲ့ကောင်းချီးများတဲ့ကအကောင်းဆုံးသောငွေပမာဏကိုပြလဲပြီးတော့ပေးဆရမယ့်အချိန်ဖြစ်တယ်ချီးမွမ်းခြင်းဂုဏ်တော်တခြင်းရှိလားတခြင်းဆိုခြင်းတဲ့သူမရှိဘူးဆို worship team ready လုပ်ထားပါနော်โอเคစကပ်ပေးမဲ့ပထမတော်၎င်း
ကောက်ခံပေးမဲ့ရောက်စီတိုင်းကိုယေရှုနာမဖြင့်ဖိတ်ခေါ်ချင်ပါတယ်စိတ်တောင်းရအောင်နော်ကျေးဇူးတော်ရှင်ဖပါဤနေ့ညအတွက်ကျေးတော်ချီးမွမ်းပါ၏တနေ့တာလုံးအတွက်ကောင်းမွန်စွာဖြင့်လမ်းပြပူဆောင်ပြီးမှကပဲဤနေ့ညမှာကိုရောရှင်များကိုချီးမွမ်းရတဲ့အခွင့်ကိုရတဲ့အခွင့်ကိုရောကောင်းချီးပြီးတော့ကြောင့်ကျေးတော်ချီးမွမ်းပါ၏ဤညတို့ပူဆောင်ပြီးတော့ဒါပေမဲ့အရောက်ရှိတိုင်းမှာလဲကိုရောအတူပါရှိတော်မလို့ကြောင့်လဲကျေးတော်ချီးမွမ်းပါ၏ကိုရောရဲ့ကောင်းကြီးမင်္ဂလာမြောက်များစွာထဲကနေဤနေ့အလူငွေအားဖြင့်ပြန်လည်ပြီးတော့မှပါဝင်သွားမယ်ဒါပေမဲ့အရောက်ရှိတိုင်းရဲ့တက်တာပေါ်မှာကိုရီးယားဂရီဒေါ်လာဒီအတိုင်းအစ30အစ60တဲ့မကဒီတော့ကောင်းကြီးမင်္ဂလာများကိုအဖျားဖျားပြန်လည်ပြီးတော့မှရရှိခံစားပြီးတော့ကြောင့်လည်းနာမတော်ကိုချီးမွမ်းပါ၏ဒီအလူတော်ငွေနဲ့အသက်တာအချိန်တိုင်းအလုံးစုံတို့ကိုကိုတော်ဖပါရားခင်လက်တော်အာနာတဲ့အခါမှာယနေ့မနေ့အစင်မဲ့ပြောင်းလဲဖြစ်တော်မူသောယေရှုနာမဖြင့်ညီကြီးကိုကျေးတော်ပေါင်းတို့ကိုချီးမွမ်းလက်တော်ရဲလို့ဆုတောင်းဆက်ကအာနာကြပါ၏ဖပါရားရှင်အာမင်ဟယ်လိုဟယ်လိုလှုပ်ဆောင်ပေးတော့ကျေးဇူးတော်ဆိုတဲ့ပုံတော်နဲ့ကျမတို့ရရှင်ကိုပြန်လည်ပြီးတော့ချီးမွမ်းရအောင်ပေါ့နော်ခေါ်ဖိတ်ချင်ပါတယ်
down low yada Mahoma Tichana mere Buddhi lare Jesus roga lolo pre Tichanaအလုံးမွေအားဖြစ်ပါဝင်တော့ရောက်စီတိုင်းဖျားခြင်းကောင်းချီးပေးပါစေအခုကျွန်တော်တို့အလေးမှာပေါ့နော်ပထမချိန်မြန်မာစီစဉ်မှာပါဝင်တဲ့သူရှိခဲ့ပြီးဖြစ်တော့ရှိခဲ့လက်ထောင်ပေးပါကျွန်တော်တို့ welcome ခြင်းတယ်ကောင်းချီးပေးခြင်းတယ် amen ရှိလားပထမချိန်တယောက်နှစ်ယောက်လောက်တွေ့တယ်နော်လက်ထောင်ပေးပါစီစီပဲလက်ထောင်ပေးပါနော်မရှက်ပါနဲ့โอเค2ယောက်3ယောက်ဘုမကိုတယောက်လဲကြီးစီပြုတ်ရမတ်တဲ့ပေးပါနော်မတ်တဲ့ပေးပါကျွန်တော်တို့ကောင်းကြီးပေးခြင်းတယ်နှုတ်ဆက်ခြင်းတယ်အာမင်ဖျားရသားအရောက်စီတိုင်းကောင်းကြီးဖျားရှင်ကောင်းကြီးပေးပါစေလို့3ချိန်ပြောရအောင်နော်1 2 3ဖျားရှင်ရသားAmen ဖျားရှင်ကောင်းကြီးပေးပါစေ Amen ထိုင်လို့ရပါပြီ Amen Tuesday တိုင်းကျွန်တော်တို့မြန်မာစီစဉ်စီတာဖြစ်တယ်တငယ်ချင်းတွေလည်းခေါ်လို့ရတယ် Amen အခုကျွန်တော်တို့တငယ်ချင်းတွေပြောရအောင်ဒီနေ့ကျွန်တော်တို့အချိန်တော့လို့ဒီနေ့ဟာကျွန်တော်တို့အရောက်စီတိုင်းပါဝင်ရမယ့်ချိန်ဖြစ်တယ်အာမင်ဂုဏ်တော်တခြင်းအဖြစ်တော်၎င်းဖျားရဲ့နှုတ်ကပတ်တော်အဖြစ်တော်၎င်းပေါ့နော်ဖျားရဲ့ပေးတဲ့တစ်တီပေါ့နော်အဲ့ဒါဒီကျွန်တော်တို့တစ်တီခံခြင်းတော်၎င်းအရောက်စီတိုင်းပါဝင်မယ့်ရောက်စီတိုင်းလက်ခုပ်တီးပြီးတော့ကျူဆူကြရအောင်အဆုံးမဆရာ Okay Hallelujah. Hallelujah. ဒီနေ့ဒီအသက်ရှင်ခွင့်ပေးတဲ့ဘုရားရှင်ရဲ့နာမတော်တာရွေးပုံကြည်ပါစေကျွန်တော်တက်တေခံချင်တာတော့အများကြီးပေါ့နော်ပြီးခဲ့တဲ့လ6လပါရပေါ့နော်ကျွန်တော်အရန်ပဲနေမကောင်းဖြစ်တယ်ဘယ်သူမှတော့တည်မှာမဟုတ်ဘူးကျွန်တော် cell group ထဲမှာပဲကျွန်တော်ပြောပြတာဖြစ်တယ်အပြင်ဘိုက်ပဲဖြစ်ပေါ့နော်အကုန်လုံးမကောင်းဘူးအစင်မပြေတဲ့အချိန်အဲ့မှာကျွန်တော်ပြောချင်တာတက်ဒီခံချင်တဲ့ချိန်တော့ကြာပြီပေါ့ဒါပေမဲ့အချိန်မရတာနဲ့မခံဖြစ်တာနည်းနည်းပြောချင်တယ်အဲ့ချိန်မှာကျွန်တော်နေမကောင်းတာဘိုက်အောင်ဒါလိုမအောင်ဒါလိုနေတယ်မလို့ပြောမလဲအလေးပါရင်လည်းတွေးတွေပါတယ်မနော်ဒါပေမဲ့ခါတိုင်းလည်းနည်းနည်းနှစ်ပတ်သုံးပတ်တော်လောက်ဖြစ်နေတယ်အဲ့လိုနေတယ်အိမ်သာတဲ့အိမ်အဲ့လိုပဲမဲတာနေမကောင်းဘူးပြီးတော့အဲ့ချိန်မှာအပြင်ပိုင်းမကောင်းဘူးဆိုတာ6လပိုင်းလူတိုင်းဒီ
တီးမယ်ထင်ပါတယ်ကျွန်တော်ဘယ်သူမှလည်းဆက်သွယ်မရဘူးဖုန်းကပြတ်နေတယ်ပြီးရင်အားလုံးပိုက်ဆံနဲ့တပြတ်မှမရှိဘူးဖဏတ်ရောပြတ်အကုန်ပြတ်ကျမရမကောင်းစေကန်တော့ချင်းလည်းပိုက်ဆံမရှိစေကန်တော့ရောက်တယ်ဒါပေမဲ့စီရောမှာပြောလဲဆိုတော့ဒါတင်းဆွေမျိုးထဲမှာပေါ့နော်ဘူးဘွားတွေမိဘတွေပဲဖြစ်ဖြစ်ဒိုလာဖြစ်ခဲ့ဖို့တဲ့သူရှိလားတဲ့မိလားမရှိဘူးမတည်ဘူးလို့ဒါဒိုလာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ရှယ်ဝန်ကလည်းဒီချာမတည်ဘူးပေါ့နော်စီးယုံချင်းမှာအဲ့ဒီဘိုက်သေးပေါ့နော်အကာသေးကိုအကုန်လုံးစစ်စီမှရမယ်အဖြေတည်ရမယ်လို့ပြောတာအဲ့ဒါကျွန်တော်တဲ့စိတ်ပူတယ်ဘယ်လိုပြောမလဲဒါပေမဲ့အဲ့ချိန်မှာကျွန်တော်ဗာရီစဉ်းစားခဲ့တယ်ဒီကျွန်တော်ဒီအခုချိန်မှာကျွန်တော်တို့လူတိုင်းတည်တဲ့အတိုင်းပဲမနော်တောက်ကြံနေမတိုင်းကျွန်တော်တို့တွားတဲ့ဒီလမ်းမေး homeless station မှာတွားတဲ့ဧဝံဂေလိတရားအဲ့ဒါကိုကျွန်တော်လိုချင်တာသူတို့အတွက်နေစရာအိမ်လေးတော့ကျွန်တော်ဘယ်လိုပြောမလဲရှိချင်တာမဟုတ်တော့မလေးရှားမှာအဲ့ဒီချိန်မှာကျွန်တော်မတီးခင်ကျွန်တော်ကအစိတ်ထဲမှာတက်ရှင်ဖို့လုံးဝမရှိဘူးအဲ့ချိန်မှာပြန်အသက်ရှင်လဲမလို့ပြောဘာဖြစ်လို့လဲဆိုတော့ရှေးကန်းသွားချင်တယ်ရှေးုံသွားချင်တယ်ပတ်စံမရှိဘူးလေဒါပေမဲ့ဘာရအောက်နေတယ်ဒီမှာသူရထွက်နေတယ်အဲ့ကြောင့်မလို့ကျွန်တော်ကစဉ်းစားတယ်ကျွန်တော်ဒီကြောက်ကတ်ကိုရောင်းပစ်ဖို့စဉ်းစားတာရှိတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီတော့နာသုံးမဝင်တော့ဘူးလေမတီးခင်လေးဒီကြောက်ကတ်တစ်ဖက်ကိုရောင်းပြီးမှဒီ homeless ဒီအတွက်အိမ်ကောင်းလေးငါပြီးမှသူတို့အတွက်တာဝန်ယူပြနိုင်မဲ့တို့ကိုထားခဲ့မယ်ကျွန်တော်မတီးခင်ပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်စဉ်းစားထားတာဒါပေမဲ့ဘုရားသခင်ကကျွန်တော်ပေါ်မှာအရန်ကောင်းမြတ်တာဖြစ်တယ်ကျွန်တော်အမေရိကန်စုတောင်းတယ်ကျွန်တော်အဲ့ဒီကြောက်ကရောင်းဖို့တောင်မှကျွန်တော် online ပေါ်နေအကုန်စီဘယ်လိုပြောမလဲဝလို့ပြီးသားဖြစ်တယ်ပေါ့နော်စုံစမ်းပြီးသားကျွန်တော်ကအဲ့ချိန်မှာဖုန်းတော့မရှိဘူးဒါပေမဲ့ထန်နိုဖုန်းအဟောင်းလေးတခုတော့ကျွန်တော်ငားလိုက်တယ်အဲ့ဒီဖုန်းနဲ့အဲ့ဒီကြောက်ကရောင်းပစ်ဖို့ကျွန်တော်အကုန်လုံးကိုစုံစမ်းတယ်ဘယ်လိုလုပ်ရင်ရောင်းလို့ရမလဲဘယ်နေရာမှာရောင်းလို့ရလဲအဲ့ဒါမျိုးတွေပေါ့နော်ကျွန်တော်အကုန်စုံစမ်းထားတယ်ဒါပေမဲ့ကျွန်တော်လည်းဘုရားသခင်အလိုတော့ရှင်းတော့အဲ့ဒီရောင်းရဖို့အတွက်လိုင်းတွေအကုန်လုံးဘုရားသခင်လိုတော်တိုင်းဖြစ်ပါစေလို့ဆုတောင်းတယ်ဒါပေမဲ့ဘုရားသခင်ကျွန်တော်ကိုအသက်ရှင်ဒီလောကကြီးပေါ်မှာဘုရားရဲ့နိုင်ငံတော်အတွက်ဘုရားရဲ့ဘုန်းတော်ထင်ရှားဖို့တော့ကျွန်တော်ကိုအသုံးပြုခြင်းသေးတယ်ဆိုရင်ကျွန်တော်ကိုပြန်လဲပြီးတော့အသက်ရှင်ခွင့်ပေးပါတော့နော်အဲ့လိုကျွန်တော်ဆုတောင်းခဲ့တယ်ဘုရားသခင်ကကျွန်တော်ကိုရမ်းချစ်တယ်ကျွန်တော်ကိုဒီနေရာမှာပြန်လဲပြီးတော့အသက်ရှင်ခွင့်ပြပါမတရက်နိုင်ခွင့်ပြတဲ့ဘုရားရှင်နာမတော်ချီးမွမ်းတယ်ဒါရောပုံချပါစေပြီးတော့ရှိသေးတယ်နောက်တော့မရှိတဲ့ကြားထဲကဖုန်းနေလဲကျွန်တော်ဘုရားသခင်ရဲ့အလိုတွေဘုရားသခင်တို့လိုတွေအသုံးပြုတော့ကျွန်တော်ကိုဖုန်းကတက်လေးကြိုက်ခွင့်ပြတဲ့အတွက်လဲဘုရားသခင်ရဲ့နာမတော်ချီးမွမ်းတယ်ပြီးကန်တို့ရောက်ချင်းစေတိုင်းဘုရားရှင်ကောင်းချီးပေးပါစေပြီးတော့နောက်တစ်ခုရှိတယ်ပြီးခဲ့တဲ့ပတ်ပေါ့နော်ပတ်ထောင်ဖို့မရှိဘူးနှုတ်ဟိုင်တော့ကျွန်တော်ကို gas point ပြဖို့လမ်းခေါ်လိုက်တာဖုန်းဆက်ပြမှလမ်းခေါ်လိုက်တာအဲ့မှာကျွန်တော်gas point နာနဲ့ခေါင်းဒီမှာမီးလောင်သွားလေအမွှေးတွေပါအကုန်လုံးလက်မွေးတွေပြောတာလက်မွေးတွေပါအကုန်လုံးလောင်တာအဲ့မှာ gas ကျွန်တော်မသိဘူးလေအရင်ကပုံမှန်နဲ့ဒီတိုင်းပဲလုံနေကြဆိုတော့အဲ့ဒါပဲထင်တာအဲ့ဒီခလာဝနည်းနည်းဟိုဖြစ်နေလားမသိဘူးကျွန်တော်နေလာနဲ့အောက်ထိရှင်းသွားတာအဲ့ဒါနဲ့gas အကုန် full နဲ့ထွက်တာပေါ့နော်အဲ့ဒါကိုခလာဟိုလှုပ်လိုက်တာနဲ့မိကဖုံးဆိုပြီးထွက်လိုက်တာအဲ့ဒါကျွန်တော်ခေါင်းဒီမှာအကုန်လောင်သွားတာအဲ့ချိန်မှာတော့ကျွန်တော်ခါတိုင်းဆိုစားတော့ဆိုင်မှာလှုပ်တော့ကဒီတိုင်းပဲgas နဲ့အင်းချက်တာပါလှုပ်နေကြဆိုတော့
ဒီတိုင်းပဲပေါ့ဖြစ်တတ်တယ်ဆိုတော့တဘောနဲ့ဒီတိုင်းနေလိုက်တယ်ဒါပေမဲ့ကျွန်တော်စဉ်းစားကြည့်လိုက်တယ်အိုးကျွန်တော်တို့တက်ကမထီမတ်ပဲနဲ့တစ်စက္ကန့်လေးအတွင်းမှာတော့မှကိုယ်လွန်သွားနိုင်တဲ့အသက်တာနော်တစ်စက္ကန့်လေးအတွင်းတစ်စက္ကန့်လေးတော့မှဘုရားသခင်ရဲ့ကိုယ်ကာမှုမရှိရင်ဆုံးသွားနိုင်တဲ့ဒီအသက်တာနော်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်အဲ့ဒီမိနစ်မှာတော့ကျွန်တော်ဘာမှဒီတိုင်းပဲနေလိုက်တယ်ဒါပေမဲ့ညအနေဒီမှာအနောက်မှာကျန်းစာဖတ်ရင်းနဲ့ကျွန်တော်ဒီစပင်မွေးတယ်ပေါ့နော်တင်ဆွဲလိုက်တယ်နန်းလိုက်မွေးသားမွေးတာအနန်းလေးရတာရှိတယ်စပင်လေးအကုန်လုံးလောင်သွားတာဆိုတော့လေအဲ့ဒါလူဆွဲပြီးမှတော့နာနေနဲ့အဲ့ဒါခုနပြောတယ်လို့ပေါ့နော်ကျွန်တော်ရဲ့အသက်တာမှာဘုရားရဲ့ကိုယ်ကမှုမရှိရင်တော့ဒီမနေ့၄ထဲမှာတော့မှကျွန်တော်အတက်ကတည်သွားနိုင်တာဖြစ်တယ်ဆိုတဲ့အကြောင်းတွေမှာကျွန်တော်တွေးမိတယ်အဲကြောင့်မလို့ကျွန်တော်တို့တက်တာဒီနေ့အသက်ရှင်ခွင့်ရတာဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကြောင့်ဘုရားသခင်ရဲ့ကိုယ်ကမဆမှုကြောင့်ဖြစ်တယ်ဆိုတာကျွန်တော်ရဲ့ချစ်ချင်းမေတ္တာကိုကျွန်တော်ပို့ပေးနားလဲလာတယ်နေ့ရက်တိုင်းမှာကျွန်တော်တို့ဆွမ်းနာတချင်းဆိုတဲ့အတိုင်းပေါ့နော်နေ့ရက်တိုင်းမှာကျွန်တော်တို့ကိုမဆတဲ့ဖရာဖြစ်ပြကျွန်တော်တို့တောလီယာတိုင်းမှာဘုရားသခင်အတူပါရှိတာဖြစ်တယ်အဲကြောင့်အချိန်တိုင်းစက္ကန့်တိုင်းနာရီတိုင်းမှာဘုရားသခင်အတူပါမရှိရင်ကျွန်တော်တို့အသက်တာအချိန်နဲ့တတ်တာဖြစ်တယ်ကျွန်တော်တို့အသက်ရှင်တာဒီနေ့ဘယ်လိုပြောမလဲတစ်စက္ကန့်လေးအသက်ရှူရတာနော်အဲ့ဒါလေးတော့မှဘုရားသခင်ရဲ့ကြည်ယူတော်ကြောင့်ဖြစ်တယ်ဆိုတာကျွန်တော်တက်ကြည်ခံချင်တာဖြစ်တယ်ဘုရားသခင်နာမတော်ဘုန်းကြီးပါစေဟာလေလုယာမတွေ့တာကြာပြီနော်တဲ့ခံချင်တာကြားလာပြီဟိုးဝီကလေးကဒါပေမဲ့နိုးဆိုချင်းကပြန်ပြီးတော့ရုပ်သိမ်းသွားမခံချင်တော့ဘူးဒါပေမဲ့ဒီနေ့မှာတော့ပြန် sharing ဆိုတော့ကျွန်တော်ပြန်ပြတ်တဲ့ပြန်လဲခံချင်ပါတယ်ဘာလို့လဲဆိုတော့ဖျားရှင်ကရန်ကောင်းမြတ်ပါတယ်ကျွန်တော်ပုံမှာလဲရန်ကောင်းမြတ်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ခံချင်တဲ့ချိန်ကဘယ်ချိန်လဲဆိုတော့ကျွန်တော်တို့လူငယ်အသင်းကောင်းဆောင်ဘာခေါ်မြန်တို့မင်္ဂလာပွဲအဲ့ပြီးမှကျွန်တော်အရန်ခံချင်တယ်ဘာလို့လဲဆိုတော့အဲ့ချိန်မှာအဲ့ညဘက်ကျရင်ကျွန်တော်မြန်မာအစီအစဉ်မှာလीဆရာဒေးဗစ်ကသူကတပါပတိလောက်တော့ကျွန်တော်အရန်ခံချင်တယ်စိတ်ထဲရတယ်ဒါပေမဲ့တိတ်ခံချက်သူတို့မဖွင့်ဘူးဆိုတော့ကျွန်တော်လည်းပြန်သွားတဲ့ချိန်ကျတော့စိတ်ကမကောင်းဒါနဲ့စိတ်မကောင်းတဲ့ခါ line ပေါ်မှာကျွန်တော်တိတ်ခံတယ်ဟုတ်တယ်ဒါပေမဲ့ခွန်အားမရလို့ဒီမဖျားကြောင့်မှအတိတ်တဖန်ပြန်ခံပါမယ်။မကြောင့်လဲဆိုတော့ကျွန်တော်ဒီကနေသူတို့လက်ထပ်ပွဲနေ့ရကျွန်တော်အလုံးနေတဲ့ချိန်မှာကျွန်တော်ဖိတ်လို့ကျွန်တော်လဲအလုံးနာဆိုတော့ကျွန်တော်တထေးဆိုကျွန်တော်ပြောတယ်တထေးဒီကနေ့ကျွန်တော်ရဲ့သူငယ်ချင်းတွေမင်္ဂလာပွဲရှိတယ်ကျွန်တော်သွားခွင့်ရမလားလို့မေးတယ်တထေးကလည်းသွားပါရတယ်ဘယ်ချိန်စမှာလဲသူတို့စမှာဘယ်နှစ်နာရီကနေဘယ်နှစ်နာရီထိကျွန်တော်က2နာရီကနေ9နာရီလောက်ထိကျွန်တော်သွားလို့ရမလားလို့ပြောတာရတယ်တဲ့တနာရီလောက်ကနေကျွန်တော်ထွက်လာပြီးတော့ဒီကိုရောက်တယ်သူတို့မင်္ဂလာပွဲမှာအေးဆေးကျွန်တော်စားတယ်တောက်တယ်ပြီးမှကျွန်တော်အေးဆေးချစ်နဲ့ပြန်သွားဒီကနေကျွန်တော်နဲ့ကောင်မလေးတယောက်white pea နဲ့ဂျင်းဆဲနီအနာနုမတော်နု white pea ငါတို့နှစ်ယောက်ဒီကနေချစ်နဲ့သွားပူတာရောက်တဲ့ချိန်ကျမှရဲတွေကဆိုင်ကယ်နဲ့နှစ်ယောက်ရှေ့မှာမတ်တရတာဟာဒီကောင်တွေငါတို့စောင့်နေတာလားစိတ်ထဲနေဒါပေမဲ့ကျွန်တော်လုံးဝမကြောက်တာဘာမကြောက်တာလဲဆိုတော့ကျွန်တော်စိတ်ထဲဟာငါဖျားသားပါဘာဖြစ်လို့ငါလာဖမ်းတာလဲဟမ်မသိချင်ရောင်ဆောင်တာရှေ့မှာခြေတဲ့ရောက်နေသူတော့နင်တို့ကပြတယ်ကျွန်တော်ပြကောင်မဟိုပြသူယူရင်ကပြလိုက်နင်သွားလို့ရည်တဲ့
နင်းဥစားပြတယ်ငါခက်တီတီလေးပဲမကြည့်ဘူးလေနင်းကမှန်ပေါ့လာတယ်နောက်ဆုံးတော့ကျွန်တော်ထုတ်လိုက်တယ်ဘာထုတ်လိုက်လဲစာရွက်တရွက်ပေးလိုက်တာဟာဒါပါကြီးလေတဲ့ကြည့်လေသူတို့ကြည့်နေဒါဟဲ့ဒါဆိုရင်ကျွန်တော်ဘေးကိုဆွဲတော့ရထားဘူးတာဘေးကိုနှစ်ယောက်ဒါစကားပြောနေရဲနှစ်ယောက်ရဲတယောက်နဲ့ကျွန်တော်နဲ့စကားပြောနေနောက်တယောက်ကဟိုကြည့်ကြည့်နေရှောက်ကြည့်နေကျွန်တော်ပတ်စာညစ်တာပေါ့ကွာအနည်းဆုံး2000ပေးတယ်ငါမှ2000မရှိဘူးတဲ့ကျွန်တော်အခုမှရောက်တာတဲ့ဒီမနေ့အတိတ်မရှိဘူးလားတဲ့ညကိုမနမရှိလားမရှိဘူးလို့အဲ့ဒါဆိုရင်ငါတို့ဖမ်းမှတော့ဒီမှာကြည့်ငါတို့ဖမ်းထားတဲ့လူတွေပါညာသူတို့ဓာတ်ပုံနဲ့ပြဖမ်းခြင်းနဲ့ဖမ်းပေါ့ကျွန်တော်မရှိဘူးလေမတတ်နိုင်ဘူးလောလောဆယ်အခုချိန်မှာကျွန်တော်ရှိရဆို200ရှိတယ်ယူမလားဆို200နဲ့မရဘူးတဲ့အဲ့ဒါဆိုရင်ပါလဲတဲ့ကျွန်တော်ဗာလဲအိတ်တလုံးရှိရအဲ့ဖျားကြောင်တော့ဆိုကျွန်တော်အိတ်အမြဲတမ်းလွယ်တဲ့အိတ်တလုံးရှိရအဲ့တော့သူတို့ဖွင့်ကြည့်အထက်အကုန်လုံးကလစ်ရှာဘာတွေ့လဲဆိုကျန်းစာတော့တွေ့တယ်ပြင်ဘောပင်နဲ့တွေ့တယ်ဘာမှမရှိဘူးဆိုပြန်ပေးအဲ့ချိန်ကျမှသူတို့နင့်ဖုံးရောတဲ့ကျွန်တော်ဖုံးပေးတယ်ကျွန်တော်ဖုံးသူတို့ကြည့်ပြီးတော့ဒါဆိုရင်ဒီဖုံးကိုပြန်လာရွေးပါလောက်နဲ့လဲတယ်1000နဲ့တယ်1000တော့ကျွန်တော်ပတ်စံ1000မရှိဘူးဖုံးယူသွားလိုက်တော့ကျွန်တော်စဉ်းစားတာကျွန်တော်ပတ်စံ1000ပေးတယ်ဆိုကျွန်တော်ဖုံးကဘယ်လောက်လဲအတန်မို့ကျွန်တော်တွက်လိုက်တာကျွန်တော်ဖုံးကလောလောဆယ်တော့ကျွန်တော်တို့ဖုံးဆိုင်မှာဆိုရင်တော့350လောက်ပဲရှိတယ်ရတယ်ယူသွားပေးလိုက်တာပဲဒါနဲ့သူတို့တော်လို့ရပြီတဲ့ကျေးဇူးပဲတဲ့ခဏနေကျပြန်လာရွေးတော့တဲ့အေးပတ်စံရှင်းလာရွေးမယ်ဒါနဲ့ထားခဲ့လိုက်တယ်ပြန်သွားဆိုင်ရောက်တော့ကျွန်တော်တတိစီကိုပြောတာတတိကဟာနေတော်တုံးတာပဲတဲ့ဘာလို့လဲတဲ့နင်ဖုံးမဖြစ်လို့ပေးတာလေဆိုဖုံးမပေးဘူးဆိုတော့1000တောင်းတယ်လေတဲ့ငါနေကိုဖုံးစင်လဲ1000ကုန်မှာတဲ့ဖုံးပေးတာအလကားကောင်းပါတယ်လို့1000ပေးရမှာတတ်စားဖြတ်ရအောင်ပါလေဒါဆိုဖုံးကအလကားပေးလိုက်တာပို့ပြီးကောင်းတယ်လို့ပြောတာတတိလေးစဉ်းစားအေးအဲ့ဒါတော့ဟုတ်တယ်နင်ဖုံးကမကောင်းတော့ရုပ်အတစ်တလုံးဆိုရင်ထပ်ပေးလိုက်တာအလကားပေးတာတတိကဖျားရှင်ကောင်းမြတ်တာကျွန်တော်ဝေမယ်ဆိုခဏသွင်းချင်ဝယ်လို့မရောက်လေတလားလောက်လာစားစောင့်ရအောင်ပါဒါမှမဟုတ်စောင့်စရာမလိုဘူးတတိယတခါတည်းနဲ့ဖုံးတန်းပေးတာဘာလို့ပေးလဲဆိုတော့ဖုံးမပါကျွန်တော်တို့အလုပ်လုပ်လို့မရအောင်ဆိုင်မှာတယောက်တည်းဖုံးကန်ရတာဘာလို့ဆိုတော့သူတို့ကတတိယဆိုင်မှာမရှိတဲ့ခါကျတော့ဟိုသွားတဲ့ခါကျလိုတာရှိရင်ဖုံးနဲ့ပဲဆက်သွယ်လို့တာဆိုတော့တတိယတခါတည်းတန်းပေးတာကြောချင်တာဖျားရှင်အရန်ကောင်းမြတ်တယ်သူတို့ရဲတွေဖမ်းနေတဲ့ချိန်မှာဆိုရင်တချို့တွေအရန်ကြောက်မှာကျွန်တော်စဉ်းစားမိအဲ့ချိန်မှာလဲကျွန်တော်မကြောက်ဘူးလားဆိုတော့ကြောက်တော့ကြိုက်တော့ဒါပေမဲ့ကြောက်တဲ့စိတ်ထက်မကြောက်တဲ့စိတ်ကပိုများအဲ့ဒါဖျားရှင်ကောင်းမြတ်တယ်ဆိုတော့ကျွန်တော်ရဲ့စိတ်ထဲမှာကျွန်တော်အပေါ်မှာဖျားရှင်ဘယ်လောက်ထိကောင်းမြတ်လဲဆိုတော့ကျွန်တော်ခံစားရတာဘာလို့ဆိုတော့ကျွန်တော်တို့ဒီမလေးရှားမှာနေတဲ့လူတွေအကုန်လုံးသိကြမှာရဲတွေမြင်အရန်ကြောက်ကြတယ်ကျွန်တော်မြန်မာပြည်ပြန်တော့လဲမြန်မာရဲတွေကိုတော့ကြောက်တာအဲ့လောက်ထိကြောက်တာဒီကအကြောက်တွေကိုဟိုးထိသွားတယ်ရအဲ့လောက်ထိအကြောက်တွေကအရန်ကိုစိတ်ထဲမှာလေအဆွဲလန်းကြီးတဲ့ခါကျတော့ဘယ်ရောက်အဲ့ဒီ uniform တွေ့တွေဆိုကျွန်တော်တို့တန်းကြောက်တဲ့အသွေးစိတ်ကလေးအရန်ရှိတယ်ကျွန်တော်တို့အဲ့ဒါတွေဖျောက်ပြက်ဖို့အရန်လိုပါတယ်အဲ့ဒါတည်းမကောက်ကျွန်တော်အခုချိန်မှာလက်တလို့စီဇန်အများကြီးဆွဲဒါပေမဲ့တခုမအောင်မမြင်ဘူးဖျားခင်ကပြောလဲဆိုတော့ဒီဥစ္စာနဲ့တော့မဟုတ်ဘူးတဲ့ကျွန်တော်တို့တီးတန့်ပြင်ဆင်ပေးထားတယ်တဲ့အဲ့အရာတွေလေကျွန်တော်လည်းစောင်းပြီးတော့ညှော်အောင်မယ်လို့ပြောတာနဲ့ဒါပေမဲ့တနေ့ပြီးတနေ့ဖျားနဲ့ဝေးလာအောင်လောကအရာတွေကကျွန်တော်အရင်ဆွဲဆောင်ပါတယ်ဆွဲဆောင်တဲ့ခါတော့လောဘစိတ်တွေငါတို့လူလောကမှာဆိုတော့ငွေချင်းပြဿနာတွေကတော်တော်ဒုက္ခရောက်တဲ့ခါကျတော့ဟိုကနေလေတွေ့တဲ့မြလူတွေအကုန်လုံးတွေ့တဲ့မြလူမျိုးပါဘူးတွေ့တဲ့မြအရာတွေကိုမှလည်းအမျက်စီးပွားရေးအနေနဲ့ပဲလှုပ်ချင်တော့တယ်စိတ်တွေအရန်ကြီးပွားနေရလေအမျိုးစိတ်တွေကြီးပွားနေခါကျွန်တော်စိတ်ထဲမှာအရန်မကောင်းတော့ဘူးကျွန်တော်ကတမျိုးဖြစ်နေပြီဘယ်ရောက်နေလဲဆိုတော့တစ်ဖက်ကဆွဲနေတာလားလောကတရားကျွန်တော်ပို့ပြီးဆွဲတာအင်အားကြီးနေတဲ့ခါကျတော့ကျွန်တော်ရဲ့အခြေအနေကလည်းတိတ်ပြီးတော့မတည်နေဘူးဆိုပြီးတော့ကျွန်တော်ကကျွန်တော်ဖျားနဲ့တော်တော်ဝေးပြီထင်တယ်ဖျားကြောင့်မတက်တာလည်းတော်တော်ကြာပြီဒါကြောင့်မို့တခါတလေဖျားကြောင့်တက်မှရမယ်ကိုယ့်ရဲ့ဇနီးကိုလည်းတခါတလေညှိတယ်တခါတလေစင်မပြေတဲ့ချိန်ကြတော့လဲဆူတောင်းမယ်ဆိုလဲ
တယောက်แท้ပဲဆုတောင်းတာကောင်းပါတယ်ဘင်းကနေလာပြီးရှုပ်တယ်ကိုကျွန်တော်တို့ဆုမတောင်းတတ်ဘူးအမျိုးချိန်နေကြတော့ကျွန်တော်လည်းဆုမတောင်းနိုင်တော့ဟာငါဘယ်လိုလုပ်ရမလဲတခါတလေအားနေတဲ့ချိန်ကျမှတခါတည်း line TikTok live တွေလွန့်ပြီးတော့ကိုယ်ဘာလို့ကိုတက်တေခံဖျားတဲ့ချင်းတွေကြီးမွန်ပြီးတော့တခါတလေအမျိုးနဲ့အချိန်ယူတာများပါတယ်ဖျားเจ้าမတက်တာများပေမဲ့ကျွန်တော် TikTok ပေါ်မှာတက်တေခံတာတော်တော်များတယ်အဲကြားထဲမှာဟိုးအဝေးကလူတွေနိုင်ငံခြားစင်ကာပူဟိုအမျိုးမျိုးကလူတွေလည်းရှိတယ်သူတို့တွေနဲ့လည်း sharing လုပ်တာများတယ်အဲ့ချိန်မှာဖျားကျွန်တော်ပြောတာပါလဲဆိုတော့နင်းဒီမှာနေ့ရက်နေရမဟုတ်ဘူးတဲ့အချိန်တိုင်းကျွန်တော်ပုံမဲ့နေဖျားပြင်ဆင်ပေးတယ်ဟိုးအရင်တော့ကျွန်တော်ရောက်တုန်းကလည်းကျွန်တော်တက်တခံပြီးတာရှိတယ်အဲ့နေရာဖျားပြန်မြင်ခိုင်းတယ်အဲ့နေရာပြန်တော့ဖို့စစ်စင်ထားတယ်ဒါပေမဲ့အချိန်ကမတင်တော်သေးဘူးလို့ကျွန်တော်ခံယူတယ်အဲကျွန်တော်ဖျားခင်အဲ့ချိန်တော့ကျွန်တော်လည်းခွန်အားပြည့်စေဖို့ကျွန်တော်လည်းဒီမှာရှိတဲ့အရောက်ရှိတိုင်းကိုစုတောင်းပေးဖို့လည်းဖိတ်ကြားချင်ပါတယ်ကျေးဇူးအများတင်ပါတယ်ဒီနေ့ကျန်စနေနဲ့ဖတ်ချင်တယ်ကြာသူတို့ဘယ်လိုမဆီဦးဆိုကိုရောကိုချီယူတင်တယ်ကျွန်တော်တို့ကအမောင်ထဲကနေပေါ့နော်ဖေကတခင်ကြီးရှိုးကျွန်တော်တို့ကဲလွတ်တဲ့ကဲခဲ့တယ်ပေါ့အဲ့ဒါကိုကျွန်တော်အမေရန်ချီယူတင်နေတဲ့အရာဖြစ်တယ်ကျွန်တော်တို့ကပြုံးလဲချင်လို့ပြုံးလဲတာလည်းမဟုတ်ပါဘူးကန်ကောက်လို့ပေါ့ဖေကတူစီလို့ဒါကြောင့်အခုလိုဖေကကျွန်တော်တို့ပြုံးလဲပြီးတဲ့အတွက်ကျွန်တော်ရင်ချီယူတင်ပါတယ်လို့ပြီးတော့သူဆိုပဲလို့ဝေးထုံချစ်သက်ငန်ကလည်းဆလို့ကြည့်ပဲလေစားလို့ကဘာဦးချန်အငယ်တုံးအချီတုံးအငယ်စတုံးကျွန်တော်ဖတ်ချင်တာဖြစ်တယ်တင်တော့အဘယ်တော့ပြုပြီးတနည်းဟိုမိမအာမီတော်မူလေမိမဒီမိုဤမိမကမွေဒီကျွန်တော်မိမကမွေဒီကျွန်တော်မိမကမွေဒီကျွန်တော်မကိုလက်စားရွေးကျွန်တော်မဒီစားမိပါမီကျွန်တော်မဒီတဲမှာတခုပဲစင်ကတင်းနဲ့မိမကို၎င်းတင်းဤအမျိုးအနွေနဲ့မိမဤအမျိုးအနွေကို၎င်းငါဒီရန်ငွေဖွေးစီမီတူဒီတင်းဤခေါင်းကိုကျိတ်လိုက်မီတင်းဒီတူဤဖိုင်နောင်းကိုကျိတ်လိုက်မီဟုမိန်တော်မူ၏အဲ့ဒါကိုကျွန်တော်အဲ့ဒီကျင့်စာကိုကျွန်တော်ဖတ်ချင်တယ်ပြီးတော့si mate kriyon na se kon tong se tong ange tong se tong ugang kon aye hu sulu to gota amidun to ayet to yaw chia to piro shin yako kayon ange se nga
ကျွန်တော်ပြုတ်ချင်တာဒီနေ့ဒီကျွန်တော်တို့ရဲ့အပြစ်တွေပေါ့နော်အာဒမ်နဲ့ယောကလှုပ်ထားတယ်ပေါ့ကျွန်တော်တို့ပြုတ်ကိုတခင်ယေရှုကအကုန်လုံးနိုင်ပြီးသားပေါ့နော်လှုပ်ပြီးသားရှင်းပြီးသားဖြစ်တယ်အဲ့ဒါကိုကျွန်တော်အခုတလောပေါ့ကျွန်တော်စိတ်ထဲမှာဒီကျန်းစာလေးတွေပေါ်လာတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အခုလိုတက်တီခံတဲ့နေနဲ့အားပေးတယ်ပေါ့အဲ့ဒါကြောင့်ကျွန်တော်ဒါလေးပဲဖတ်ချင်ပါတယ်လို့ကျေးဇူးတင်ပါတယ်လို့ကျွန်တော်လည်းကျန်းစာတစ်ပိုက်နှစ်ပိုက်လောက်ဖတ်ချင်ပါတယ်ကိုလည်းခွန်ပြီးတဲ့ကျန်းပိုက်လည်းဖြစ်ပါတယ်ဖိလိပ္ပိဩဝါစာခန်းကြီးလီအငယ်6နဲ့9အဘယ်မှုကိုမြမစိုးရင်ချင်းမရှိပဲအရာရာ၌ကြည်ရောကိုချင်းမချင်းနဲ့တကွာသုတောင်းပထနာပြုသောအဖြစ်တင်တို့တောင်းပန်လိုသောအရာများတို့ကိုဘုရားသခင်အားကြားလျှောက်ကြလော့ထို့သောပြုလျင်အဘယ်သူများကြံ၍မမီနိုင်သောဘုရားသခင်၏ငြိမ်သက်ခြင်းသည်ယေရှုခရစ်အားဖြင့်တင်တို့၏စိတ်နှလုံးတို့ကိုဆုံးမလိမ့်မည်အာမင်ကျေးဇူးတင်ပါတယ်ဟာလေလုယာရှုဆိုဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကိုချီးမွမ်းလိုပါတယ်ကျွန်တော်လည်းကျမ်းပိုက်တစ်ပိုက်ဖတ်ချင်ပါတယ်ရှင်မဿဲခရစ်ယာန်အခန်းကြီး6အငယ်33ဘုရားသခင်နိုင်ငံတော်နဲ့ဖြောင်းမခြင်းတရားတော်ကိုရှုဆိုဆရာကြလောနောက်မှထိုအရာများကိုပြီးတော်မူလာတန်းကျေးဇူးတင်ပါတယ်ရှိဦးစားဖရားကြီးတို့ချီးမွမ်းပါတယ်ကျွန်တော်လည်းပထမတော့ခဏချောင်းဆိုးတော့လေခဏအနောက်ဆက်ပြီးတဲ့ချောင်းဆိုးတာအဲ့ဒါသူကလည်းပဲဘာဖြစ်ပေါ့နော်ဖရားရဲ့ကြီးတို့အားဖြင့်တခင်ယေရှုရဲ့တွေ့တော်တရားတန်ချက်သူအားဖြင့်ပျောက်ကင်းပြီပေါ့နော်ဒါကြောင့်မို့ကျွန်တော်လည်းတက်တည်ခံမယ်ဆိုတော့အများရှိတယ်အဲ့အများထိတ်ကနေပေါ့နော်အနေငယ်ဒီအပအတွင်းမှာကြုံတွေ့ရတဲ့အရာပေါ့နော်ဘုရားရှင်
ကောင်းမြတ်တဲ့အရာကိုနည်းငယ်တက်တည်ခံခြင်းနဲ့ဆာလံကျမ်း127ခုမြောက်သောဆာလံမပြောလို့ပေါ့နော်ငါ့ကိုမဆာချင်းအကြောင်းတွေပေါ်ထွက်ရတော့တောင်ရိုးလိုငါမျိုးကြီးကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူသောထာဝရဘုရားထံတော်မှငါ့ကိုမဆာချင်းအကြောင်းတွေပေါ်ထွက်ရ၏ဒီအခြေကိုချော်စေခြင်းကအခွင့်ပေးတော်မူဆိုကြမ်းချက်ပေါ့နော်ကိုအားလုံးပေါ့နော်တိတ်ကနေ6ကြတော့အားလုံးကကောင်းတဲ့အရာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ဒီကြမ်းချက်မဆာချင်းဆိုတာဘုရားရှင်စီကနေပဲအမြဲတမ်းတော့ဘုရားရဲ့သားသမီးတွေကအမြဲတမ်းဘုရားရဲ့မဆာချင်းဆိုတာဘုရားရှင်စီကနေပဲလာတဲ့အရာဖြစ်တယ်ဒါကြောင့်ကျွန်တော်ဂျာတဲ့ခါမှာကျွန်တော်အလုတ်ကိုသွားတယ်အလုတ်ကိုသွားတော့ကျွန်တော်ရှေ့မှာလည်းအမှကျွန်တော်နားမှာရဲတွေရှိရတော့ရဲကလမ်းဖြတ်သွားတယ်ကျွန်တော်လည်းသူ့နောက်နဲ့လိုက်ပြီးတော့မှကျွန်တော်လည်းချလိုက်တာဖြတ်လိုက်တော့သူလည်း rock နဲ့သူကလည်းအရမြန်တာကိုလည်းမြန်တဲ့ free နေတာလားကျွန်တော်ဆိုင်ငယ်ကလာတာလေဆိုင်ငယ်ကလာတာပြီးတော့ဖြတ်ပြီးတော့မှဟာလေလေးပဲဒီတော့ free နဲ့ဟိုဖြစ်သွားတာလေတိုက်သွားတာအားတဲ့ကိုတော့ကျေးဇူးတင်တယ်ကျွန်တော်ကလည်းဘာမှတိုက်ပြီးတော့ပဲထင်တာလေအဲဒါကြောင့်ကိုတော့ကျေးဇူးတင်တယ်အဲ့လိုပဲကျွန်တော်ဗဇာကနေလှုပ်ပြီးတော့မှကျွန်တော်ပြောမိသွားတယ်အဲ့ဒါနဲ့တကယ်ပဲအမတ်တမဲ့ဆိုတာမကြည့်မိဘူးနည်းနည်းလေးပဲဒီလူတယောက်စာလောက်ပဲရှိတယ်အဲ့ဒါကိုကျွန်တော်ကမတ်တက်ရမယ်ဆိုတော့ရက်ကြည့်မယ်ဆိုလို့ရှိရင်ကားတွေကတွားလာတယ်ဟိုကမီးဝိုင်းကလွတ်နေပြီဆိုတော့လေအဲ့ဒါကြောင့်သူလည်းသူ့နောက်နဲ့မီအောင်လိုက်တာလိုက်တဲ့ခါကျတော့ဘာပဲပြောတော့နော်ကျေးဇူးတော်ကြောင့်ကျွန်တော်ကလွတ်သွားတာပေါ့နော်ဒါမဲ့အခုပြောလို့ပေါ့အမတ်တမဲ့ဆိုတာကနော်ဆရာစံပြေပြောလို့ကခုနလေးရတယ်သူလည်းမီးလောင်သွားတာစပင်မိုးတွေအမတ်တမဲ့သူလည်းအများအားလုံနေကြပဲလေမထင်ပါပဲနဲ့အဲ့ဒါကြောင့်အဲ့ကတိုက်တူခဲ့တယ်ဆိုလို့ရှိရင်တခုခုအများကြီးပေါ့နော်ပြဿနာတွေအများကြီးဖြစ်သွားနိုင်တယ်သူ့ကိုလည်းပဲဘုရားရှင်ကကျေးဇူးတော်အပြည့်ပေါ့နော်အမြဲတမ်းသူတာသမီးကိုအမြဲတမ်းကြွယ်ကာပေးတယ်ပြီးတဲ့ခါကျတော့ကျွန်တော်ယထာဘူရာမှာတယောက်ရဲတွေကအဲ့ဒီလမ်းကြောင်းမြင်ရှိလားမသိဘူးအမြဲတမ်းဘူရာတိုင်းမှာရဲတွေအမြဲတမ်းရှိနေအဲ့ဒါနဲ့ကျွန်တော်ဆုတောင်းနေတာစိတ်ထဲကနေကြောက်တော့မကြောက်ပေါ့နော်ဘုရားရဲ့တာသမီးကြောက်ရမှာကဘုရားကိုပဲကြောက်ရမှာတော့ရဲတွေကကျွန်တော်အတွက်အမြဲတမ်းလမ်းညွန်ပေးတဲ့အရာပဲကျွန်တော်စိတ်ထဲကနေအဲ့လိုပဲဘုရားရဲ့စိတ်ထဲကနေအမြဲတမ်းဘုရားကိုကျေးဇူးတင်တယ်တခါရရနော်ဘယ်သူမှအခုတော်အတွင်းမှာလဲကြောင်းပိတ်တယ်ဆိုတော့နော်ခါတိုင်းဆိုကြောင်းသူကြောင်းသားနေရောတော့ဘောတော့ခဏပြန်တယ်ကိုယ်တယောက်တည်းဆိုတော့တဲ့တယောက်တည်းမဟုတ်ဘူးတဲ့ဝိညာဉ်တော်ဘုရားအမြဲတမ်းပါတယ်လို့ကိုတော့တနိဒာလုံးအတွက်တာရှင်တော်ဝိညာဉ်ဘုရားအမြဲတမ်းကူညီမဆာပြီးတော့ကြောင့်ယေရှုတမတယ်လို့အမြဲတမ်းအထက်ကနေတော့ကခုံပြီးတော့မှအညောင်းလဲပြေတာဟောဆိုပြီးတော့မှအဲ့ဒါကြောင့်ဟိုသွားတာတကယ်ပဲပေါ့နော်ဘုရားရဲ့ကြေးတော်ကြောင့်မို့ဒီအခြေအနေမှာကြည့်မယ်ဆိုလို့ရှင်တော့လူအနေနဲ့စဉ်းစားမယ်ဆိုတော့အများကြီးပေါ့နော်ကြောက်စရာတွေစိုးရိမ်စရာတွေအစအစာမှာတလည်းကောင်းအများကြီးပေါ့နော်တချို့အစအစာတွေလည်းအများကြီးပဲမြင်တဲ့အခါမှာအစီဒီတခုကြီးကဆေးဝါးတွေလုတ်တဲ့အရာတွေပေါ့နော်ဓာတုပိဋကပစ္စည်းတွေအများကြီးနဲ့ပါတဲ့အရာမှာတကယ်စိုးရိမ်စရာအများကြီးရှိတယ်သူ့ော်လည်းပဲပေါ့နော်ကျွန်တော်ဖျားရှင်မပါဘူးဆိုလို့ကျွန်တော်ရဲ့တာသမီအရောက်စီတိုင်းရဲ့တက်တာမှာတကယ်ကြောက်စရာဖြစ်တယ်သူ့ော်လည်းပဲကျွန်တော်ကအမြဲတမ်းပေါ့နော်ယုံကြည်ခြင်းအဖြစ်ဆူတောင်းခြင်းအဖြစ်အမြဲတမ်းစားတော့တဲ့အခါမှာတွားရလှူရှားတဲ့အခါမှာဘုရားရှင်ကတကယ်အောင်ဟောတဲ့အရာအများကိုအမြဲတမ်းကြွယ်ကဆောင်းမပေးတဲ့အရာဖြစ်တယ်ပြီးတော့ဟိုနေ့ကရဲခဏကျွန်တော်ပြန်မလို့ကြည်နေတယ်ကျွန်တော်သူကကျွန်တော်ကိုဘာဖြစ်လို့ကြည်တာလဲလို့ကျွန်တော်ကတော့နည်းနည်းတော့အကဲခတ်တာပေါ့အကဲခတ်နောက်ရလာအဲ့မှာလဲဘူရာမှာ3-4ယောက်လောက်ရှိတယ်အဖြူတွေနဲ့လဲအမဲတွေနဲ့ဗာနဲ့ဗာလဲကျွန်တော်လည်းမသိဘူးအဲ့နဲ့အဲ့လိုလဲလာတယ်ဟုတ်ကဲ့ဆိုတော့ကျွန်တော် yes ဆိုပြီးတော့မှသွားထိုင်တယ်ဟုတ်ကဲ့တတိမကစီလို့ပြောတယ်အဲ့နဲ့အဲ့မှာသွားထိုင်တယ်ထိုင်ပြီးတော့မှနေတယ်သူတို့လည်းဗာလေပြောကြတယ်မသိဘူးအော်ကျွန်တော်တခုခုရှောက်အားလို့မေးတယ်ဆိုလို့ကျွန်တော်စကားမပြောတတ်ဘူးလေကိုတော့ဘယ်လိုလဲတဲ့ကျွန်တော်ယထာဟိုဗာလေဒီဘက်ကိုအမောင်းကိုလာတဲ့ယထာကစောင်းရအောင်မယ်အဲ့ဒါနဲ့ကျွန်တော်ပြန်ပြီးတော့မှဆူတောင်းနေတာကိုတော့ဘယ်လိုလဲကျွန်တော်တိတ်ပြီးတော့မှစကားအများကြီးပြောလို့ရှင်တော့တိတ်အဆင်ပြေမှာမဟုတ်ဘူးအဲ့ကျွန်တော်ဆူတောင်းဆိုတော့နောက်ပြီးကြတော့ကျွန်တော်ယထာဘူရာနဲ့ကြုံတဲ့ຢာနဲ့ပြန်သွားတယ်အဲ့ဒါကြောင့်မို့နော်ဘုရားရှင်ကတကယ်ပဲခြေတော်ကိုချီးမွမ်းပါတယ်လို့အမြဲတမ်းဘုရားရှင်ကကျွန်တော်တာသမီတွေကိုအမြဲတမ်းဒုက္ခရောက်တဲ့အခါမှာအမြဲတမ်းကူညီပြီးတော့အရာဖြစ်တယ်ပြီးတဲ့အခါကျကျွန်တော်တခါတင်ငယ်ချင်းမှာဘာကလားပေါ့နော်ကလားတင်ငယ်ချင်းကတခါတခုစားတာပေါ့နော်စားတဲ့ခါကျကျွန်တော်တိတ်အစင်မပြေလားပါလားမသိကော်ဖီတောက်တာအဲ့ဒါနဲ့ခါတိုင်းလို့မဟုတ်ဘူးခဏကျွန်တော်အန်လို့လည်းမရဘူးအဲ့ဒါနဲ့ကျွန်တော်ဆူတောင်းအရင်ပဲနောက်ပြီးရတော့သွားပြီးတော့မှကျွန်တော်
အန်တာပေါ့နော်ခေါင်းတွေမူးသွားတာတော်တော်လေးအဲ့ဒါကျွန်တော်အဲ့လိုမျက်စိမဖွင့်ပဲနဲ့အဲ့လိုမှိတ်ပြီးတော့မှဆူတောင်းတာကိုတော့ဘာဖြစ်လို့လဲကျွန်တော်မစားတာတခုခုပါလားပြူစားတာဗာများရှိလားပေါ့နော်အဲ့ဒါကျွန်တော်ဆူတောင်းနေဘာလို့ရမလဲလို့အဲ့ဒါတင်တော့အဲ့လိုနဲ့ဆူတောင်းပြီးတော့မှနောက်ပြီးကျတော့ဘာဖြစ်ကျွန်တော်စိတ်ထဲကရောပေါ့နော်စိတ်ထဲကနေပေါ်လာတယ်အဲ့ဒါအန်ထုတ်လိုက်ပါတယ်ကျွန်တော်အန်လို့လည်းမရဘူးနောက်ပြီးတော့ဘယ်လိုလုပ်ရမလဲအန်လို့မရဘူးဆိုအဲ့နဲ့ကျွန်တော်တို့ကစုံရက်စားရင်တော့အစိတ်တွေပါတယ်ပြဲတယ်ဆိုတော့စိတ်ထဲမှာအဲ့လိုနဲ့အဲ့မှာဆိုင်မှာသွားပြီးတော့မှကစုံရက်ကိုသွားဝယ်တာကစုံရက်ရှိရလေသူဖြစ်ချင်တာတော့ကစုံရက်မဟုတ်ဘူးနဲ့အဲ့ကစုံရက်တွေငပိရည်တွေဘာလဲအကုန်လုံးထည့်အစိတ်မပြေတော့အဲ့နဲ့ဘယ်လိုလုပ်ပါမလဲလို့အဲ့ဒါနဲ့အဲ့ကစုံရက်တွေရွေးပြီးတော့မှရေမှာရှိပြီးတော့မှဒါပဲစားပလိုက်တာစားပြီးတော့နောက်ပြီးတော့အဲ့ဒါနဲ့လည်းတိတ်မပေါ်ပါဘူးနောက်ပြီးတော့ခဏအဲ့လိုတကုံထုတ်ပြီးတော့မှနောက်ပြီးတော့တွေးတွေတော့မှပါလာတာလေเจ้าကနေဟာကျွန်တော်တော်စိတ်ပူသွားတာဟာဘယ်လိုပါလဲလို့အဲ့နဲ့ဆူတောင်းတယ်အခြားတော့ပါလားစကားနဲ့ကုံလို့ချွေတော့မှပြန်နေအဲ့နဲ့ဆူတောင်းမှนะရေတောက်တာရေဝအောင်တောက်တော့အဲ့ဒါရအောင်ဝတ်တောက်တော့မှကုံလို့ပြန်အန်ထုတ်တာအဲ့ဒါ3-4ခါလောက်လုပ်တဲ့ခါကျတော့နည်းနည်းတော့ပေါ်ပအဆင်ပြေသွားတာအဲ့ဒါနောက်ကိုတော့ကျေးဇူးတင်ပါတယ်လို့အဲ့ဒါနဲ့မနေ့နောက်နေ့ကျတော့ကျွန်တော်တင်ငယ်ချင်းကပြောတာဟာတဲ့နင်ဘာမှမဖြစ်ဘူးလားလို့ဟာနဲ့ဘာမှမဖြစ်ဘူးလေအဲ့ဒါနဲ့ကျွန်တော်စိတ်ထဲရတယ်ပေါ့နော်ဟုတ်တယ်ဖះရှင်ကတကယ်ကွယ်ကပေးတဲ့အရာဖြစ်တယ်ဟောရှင်မာကုထဲမှာလည်းပြောတယ်တခါလေးကတော့ဘေးဥပဒေတောက်စားမိတယ်ဆိုလို့ရှိရင်ကျွန်တော်ဆူတောင်းချင်းရပေါ့နော်ဖះရဲ့တကိုးတော်အဖြစ်လှုပ်ဆောင်တဲ့အခါမှာနမိတ်လက္ခဏာပေါ့နော်ဒါပေမဲ့သူ့အပေါ်မှာလည်းဘယ်လိုဖះတွေကအလုပ်လုပ်တယ်တော့မသိပါဘူးနော်ဒါပေမဲ့ကျွန်တော်လည်းဘာမှမဖြစ်ဘူးဆိုတော့သူတခုခုဟိုကဖြုတ်သားလာကိုမသိတဲ့အခါပေါ့နော်ဒါကြောင့်မို့တကယ်ဖះရဲ့ကြီးတော်ကအရန်ပဲကြီးမာပါတယ်လို့နော်ဒါကြောင့်မို့ဒီမှာတခါလေးကတော့ကိုက UN ကမရှိသေးလို့လားတခုပေါ့နော်အများကြီးတခါတွာလာတဲ့ခါရမလုံခြုံတဲ့အရာများတခါလူအနေနဲ့စဉ်းစားမိတယ်တော့လည်းပဲကျွန်တော်ကဖះခင်ကျွန်တော်နဲ့အတူပါတယ်ဆိုရင်ဘာဖြစ်အမြဲတမ်းကြွယ်ကားပြီးတယ်ဒါပဲကျွန်တော်ရဲ့အံ့ဩပွေတယ်ပေါ့နမိတ်လက္ခဏာပေါ့နော်ဖះရဲ့ဘုန်းတော်ပေါ့ကျွန်တော်တက်တည်တစ်ခုတွေအမြဲတမ်းဖြစ်သွားတာပေါ့အဲဒါကြောင့်မို့တက်တည်ခံမယ်ဆိုတော့အများကြီးပေါ့နော်ဒါကြောင့်မို့ဖះရှင်တကယ်ပဲကျေးဇူးတင်ပါတယ်လို့ပြီးရကျွန်တော်ကမြန်မာအစီအစဉ်ပေါ့နော်ဒီမှာရရှိလာတာတကယ်ဖះရဲ့ကောင်းမြတ်တဲ့အရာဖြစ်တယ်နော်တကယ်ဒီမှာကျွန်တော်လည်းဒီမှာဖះဇက်စီအိမ်မှာရောက်တာပေါ့နော်တကယ်ကောင်းကြီးမင်္ဂလာတွေပါဖြစ်တယ်ကျွန်တော်မိသားစုပေါ့နော်တကယ်မိသားစုဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ရဲ့အိမ်မှာတော့မှမိသားစုတွေကမိသားစုဖြစ်နေတာသူမနေရပေါ့နော်ဒါပေမဲ့ဒီမှာကျွန်တော်ကဒီခဏမဟုတ်ဘဲနဲ့သာဝရအိမ်တော့နော်ဖះရှင်ဟိုးကောင်းကနိုင်မှာတကယ်မိသားစုအစစ်အမှန်တွေဖြစ်တယ်ဒါကြောင့်မို့ပြောဒီမှာဗာလဲလွတ်လပ်ပေါ့နော်ဖះရှင်ရဲ့အကြောင်းဖះရဲ့ကောင်းမြတ်ခြင်းဖះရှင်တွေလှုပ်ဆောင်တာတွေအများကြီးပေါ့နော်ကျွန်တော်ခွန်အားရတယ်ဒါပေမဲ့တခါရရင်ကိုလည်းများတဲ့ခါရနော်ဝိညာဉ်တော့တခါရနှိုးစော်တဲ့အရာတခါရရှိတယ်သူကလည်းတခါရနော်အော်ရကိုပဲတိတ်ဟောမဖြစ်တခါရရင်တော့မပြောနိုင်တာပေါ့နော်အများကြီးရှိတယ်သူကလည်းပဲခုလိုအချိန်ရတာပေါ့နော်အခွင့်အရတာဆရာအားလုံးပေါ့နော်ဒီမှာတင်းသူတင်းသားဆရာကြီးအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်လို့ဒါကြောင့်မို့ပြောချင်ပါတယ်အရောက်စီတိုင်းပေါ်မှာဘုရားရှင်ကောင်းပြပါစေကျွန်တော်တက်တီခံမှာမဟုတ်ဘူးနော်တက်တီခံပြီးသွားတဲ့အရောက်စီတိုင်းကိုဖျားကောင်းကြည့်ပြပါစေကျမ်းနာသူအရောက်စီတိုင်းလဲဖျားရဲ့ခွန်အားဖျားရဲ့ငြိမ်သက်ခြင်းအရောက်စီတိုင်းပေါ်မှာတက်ရောက်ပါစေဟုတ်ပြီကျွန်တော်တို့ကျမ်းစာကျမ်းပိုက်3ပိုက်ဖတ်ရအောင်ကျေးဇူးပြု၍တိုးတန်ချန်ခန်းကြီး4အငယ်23ကိုကျွန်တော်တို့အတူတကွဖတ်မယ် projector မှာထူပြီးပါအဲ့ဒါလေးကို request လုပ်ချင်တယ်ပြီးတော့နိတိမိုတီအခန်းကြီး1အငယ်9ပြီးတော့ဂျော်နီဖတ်သွားတဲ့
ဖိလိပ္ပိအခန်းကြီး4အငယ်9အငယ်6နဲ့9ကျွန်တော်အတူတကွဖတ်ပြီးတော့ကျွန်တော်တို့ဒီနေ့အစီအစဉ်ကိုဆုံးသက်သွားမှာဖြစ်တယ်ဟုတ်ပြီ projector တို့မထိုးခင်လေးမှာကျွန်တော်နေ့ရှင်ဖယားကအရောက်စီတိုင်းကိုပေးခြင်းတဲ့အရာကငြိမ်သက်ခြင်းဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီညမှာကျွန်တော်တို့ဖယားရဲ့မျက်နှာသာရှာတယ်ဆိုတာသူ့စီကနေကျွန်တော်တို့ပထမအဆုံးရမယ့်အရာကလက်နဲ့ထိလို့မရတဲ့ကောင်းကြီးမျက်စိနဲ့တွေ့လို့မရတဲ့ကောင်းကြီးအဲ့ဒါဘာဖြစ်လဲဆိုရင်အဲ့ဒီဖယားနဲ့ကျွန်တော်တို့တကယ်တွေ့တယ်ဆိုရင်သူကငြိမ်သက်ခြင်းကိုပေးချင်တာဖြစ်တယ်ဟာလေလုယာအဲကြောင့်ဒီညမှာကျွန်တော်တို့ဝန်ခံမယ့်အရာကကျွန်တော်တို့ဘီပတ်ဝန်းကျင်နဲ့အချီအနီးကပေးတဲ့အရာတွေမဟုတ်ဘဲနဲ့ကျွန်တော်ဘီနာမှာရှိတဲ့လူတွေပေးတဲ့အရာကိုကျွန်တော်ဝန်ခံရမှာမဟုတ်ဘူးတင်နဲ့ကျွန်တော်ကိုဖယားကပေးချင်တဲ့အရာတွေကိုကျွန်တော်ဝန်ခံရမှာဖြစ်တယ်ဟာလေလုယာအဲကြောင့်အဲ့ဒီအရာတွေကကျွန်တော်တို့ကိုငြိမ်သက်ခြင်းကိုပေးတာဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောလိုပါတယ်သုတ်တန်ကျမ်းရမလားကျွန်တော်မြန်မာကျမ်းစာမှာပါကြလို့အဲကြောင့်အတူတကွဖတ်ခြင်းနဲ့ projector မှာရမလားကျွန်တော်တက်တည်ခံရင်းနဲ့အဲ့ဒီကျမ်းပိုက်တွေကျွန်တော်စိတ်ထဲမှာပေါ်လာလို့เนาะအဲ့ဒါကိုကျွန်တော်အတူတကွဖတ်စီခြင်းနဲ့ Okay အတူတကွဖတ်ကြရအောင်တင်းနှစ်သုံးနှလုံးသည်အတ္တဤအချီအမြစ်ဖြစ်သောကြောင့်သင်ဤနှလုံးကိုအထူးသဖြင့်ဆုံးရှောက်လော့ဟာလေလုယာနှလုံးသည်အတ္တဤအချီအမြစ်ဖြစ်သောကြောင့်တဲ့သင်ဤနှလုံးကိုအထူးသဖြင့်ဆုံးရှောက်ကြလော့လူတိုင်းကဒီစိတ်နှလုံးကိုကျွန်တော်ဆုံးရှောက်ဖို့လိုအပ်တာဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်မျက်စိကမြင်တာပြီးတော့နားကကြားတဲ့အရာအများကြီးဘီပဝန်းကျင်မှာနေ့တိုင်းကျွန်တော်တို့ဂျုံတွေ့ရတာဖြစ်တယ်အဲ့ဒီအရာကကျွန်တော်ရဲ့နှလုံးသားကိုအနှောင့်အယှက်ပေးတာဖြစ်တယ်ကျွန်တော်တူတုံနဲ့ကျွန်တော်တို့တွေ့သမျှအရာကြားသမျှအရာကပေးတဲ့အရာကိုကျွန်တော်တို့ဖျားပေးခြင်းတဲ့အရာမဟုတ်ဘူးအစောကကျွန်တော်ပြောသလိုဖျားကပေးခြင်းတဲ့အရာကငြိမ်သက်ခြင်းဖြစ်တယ်ဟာလေလုယာအဲကြောင့်ကျွန်တော်စိတ်နှလုံးကိုကောင်းကောင်းမွန်မွန်ကျွန်တော်ဆုံးရှောက်ဖို့ကျမ်းစာကကျွန်တော်အရောက်စီတိုင်းကိုတွန်းတင်တာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်စိတ်နှလုံးကိုကောင်းကောင်းမွန်မွန်မဆုံးရှောက်တတ်ဘူးဆိုရင်ကျွန်တော်အသက်တာရဲ့အရင်အမြင့်အချီအမြင့်ဖြစ်လို့ကျွန်တော်အသက်တာပျက်စီးသွားမှာဖြစ်တယ်။ကျွန်တော်တခုခုဆုံးသွားမှာဖြစ်တယ်။အဲကြောင့်ဒါဆိုရင်ကျွန်တော်နှလုံးသားကိုဘယ်လိုကျွန်တော်ဆုံးရှုံးမလဲဆိုတာအဲ့မတားမှရေးကြည့်တယ်မဟုတ်ဘူးလားဘယ်လိုဆိုတာအဲ့မတားမှရေးကြည့်တယ်အဲ့ကြောင့်ကျွန်တော်ပြောသလိုကျွန်တော်ဘုရားရဲ့မျက်နှာသာဆရာတိုင်းမှာအချီအနီးဆိုတာကျွန်တော်တို့တခါတလေကာကွယ်လို့မရဘူးတခါတလေအချီအနီးကကျွန်တော်တို့စိတ်နှလုံးခံစားချက်ကိုကျွန်တော်ပြောင်းလဲပြနိုင်တာဖြစ်တယ်အဲ့ကြောင့်ဒီစိတ်နှလုံးထဲ၌ကျွန်တော်တို့ဘာကိုထဲ့မလဲဆိုရင်ဖယားတရားတမျိုးနဲ့ပြောမယ်ဆိုရင်ဖယားပေးခြင်းတဲ့အရာနဲ့ကျွန်တော်စိတ်နှလုံးကိုကျွန်တော်ပြီးခိုင်းမှကျွန်တော်စိတ်နှလုံးကိုကောင်းမွန်ကျွန်တော်ထိန်းသတ်မှာဖြစ်တယ်အဲကြောင့်ကျမ်းစာမှာပြောထားတယ်ဒီကဘာမီကြီးမတီတော့လဲဘာလို့တီမလဲဖယားစကားကတီမယ်တဲ့အဲကြောင့်ဒီကဘာမီကြီးကပြီးတဲ့အရာတွေကိုတခဏပဲဖြစ်တယ်ဖယားပေးခြင်းတဲ့အရာကငြိမ်သက်ခြင်းတာဖြစ်တယ်ဟာလေလုယာအဲကြောင့်ကျွန်တော်တို့စိတ်နှလုံးကိုဘယ်လိုထိန်းဆုံးရှုံးမလဲဆိုရင်ဖယားရဲ့တရားတော်၌ကျွန်တော်တို့မွေ့လျော်ဖို့ကျွန်တော်တို့ကြိုးစားရမှာဖြစ်တယ်ဟာလေလုယာဒီစိတ်နှလုံးကျွန်တော်စိတ်နှလုံးကိုဖယားရဲ့တရားတော်နဲ့ပြီးစီဖို့ရန်အတွက်ကျွန်တော်တို့အဲ့ဒီအရာကိုကျွန်တော်တို့အထူးသဖြင့်ကြိုးစားရမှာဖြစ်တယ်အဲကြောင့်ရောက်စီတိုင်းကိုမနေ့အရာကနေထချင်းကိုနှလုံးသားကိုဘာနဲ့ကျွန်တော်တို့
ပြီးခိုင်းမလဲပေါ့နော်အဲ့ဒီနှလုံးသားကိုရည်ဘူးနှလုံးသားကိုရည်ဘူးနဲ့နိုင်မယ်ဆိုရင်အဲ့ဒီရည်ဘူးထဲမှာကျွန်တော်တို့လက်ဖက်ရည်ထည့်လို့ရတယ်ကော်ဖီထည့်လို့ရတယ်ရည်တန်းလေးထည့်လို့ရတယ်ဒီထဲမှာကျွန်တော်ထည့်ချင်သမျှကျွန်တော်ထည့်လို့ရတာပေါ့နော်အဲ့လိုပဲကျွန်တော်နှလုံးသားထဲမှာကျွန်တော်အဲ့ရအာနိထားချင်းဘာကိုထည့်မလဲဆိုတာတယောက်စီတိုင်းရဲ့အရွေးပိုင်ခွင့်ဖြစ်တဲ့တာအဲကြောင့်ကျွန်တော်တို့ကဖရာတရားနှုတ်ကပတ်တော်တရားကိုကျွန်တော်တို့အရင်ဆုံးထည့်ပြီးတော့ဖရာပြီးခြင်းတဲ့အရာကိုကျွန်တော်တို့ဝန်ခံပြီးတော့နေ့တိုင်းကြွေးကြော်ရမှာဖြစ်တယ်ဟာလေလုယာအဲ့လိုနဲ့ကျွန်တော်ဆုံးရှုံးရမှာဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောလိုပါတယ်ပြီးတော့နှစ်တိမောသေအခန်းကြီး1အငယ်9တိမောသေအခန်းကြီး2အငယ်နှစ်တိမောသေအခန်းကြီး1အငယ်9ကိုကျွန်တော်ဆက်လက်ပြီးတော့အတူတကွဖတ်ကြရအောင်ပြီးတော့နောက်ဆုံးမှာဂျော်နီဖတ်သွားတဲ့ဖိလိပ္ပိအခန်းကြီး4အငယ်6နဲ့9ကိုကျွန်တော်ဒီညအတွက်ကျွန်တော်ထင်ပါတယ်ဖခင်ကကြားစီခြင်းနဲ့နှုတ်ကပတ်တော်ဒီဖြစ်မယ်လို့ကျွန်တော်ခံယူပါတယ်ဟုတ်ပြီအတူတကွဖတ်ကြရအောင်ဒီနေ့3အကြောင်းမူကားဘုရားသခင်သည်ကြောက်တတ်သောစိတ်သဘောကိုငါတို့ဟာပြီးတော်မူသည်မဟုတ်တကိုးပါသောစိတ်ချစ်တတ်သောစိတ်ရှင်လင်းသောစိတ်သဘောကိုပြီးတော်မူ၏ဟာလေလုယာကျွန်တော်လက်ခုပ်တီးပြီးတော့ဒီနှုတ်ကပတ်တော်ကိုကျွန်တော်ကြိုဆိုကြရအောင်ဟာလေလုယာဖျားပေးခြင်းတဲ့အရာကစိုးရိမ်ခြင်းမဟုတ်ဘူးဖျားပေးခြင်းတဲ့အရာကကြောက်တတ်သောစိတ်သဘောမဟုတ်ဘဲနဲ့ဘာလဲချစ်တတ်သောစိတ်တဲ့မုန်းတတ်သောစိတ်ကိုဘုရားကပေးခြင်းတာမဟုတ်ဘူးချစ်တတ်သောစိတ်တနာတတ်သောစိတ်ကျင်နာတတ်သောစိတ်ဘုရားတကယ်ကကျွန်တော်တို့ပေးရအနိထားတိုင်းအဲ့ဒီအရာတွေကိုပေးခြင်းတာဖြစ်တယ်အဲကြောင့်ဘုရားပေးခြင်းတဲ့အရာကိုကျွန်တော်ဝန်ခံရမှာဖြစ်တယ်ဟာလေလုယာတခါတည်းကျွန်တော်စိတ်ထဲမှာမုန်းခြင်းတဲ့စိတ်ကြုတ်ခြင်းတဲ့စိတ်တခါတည်းမျောလင်းချက်ကင်းမဲ့တဲ့အရာကိုပေါ်လာတတ်တယ်မဟုတ်ဘူးလားအဲ့ရထားချင်းကိုအိမ်မဲ့ဆိုရီကိုပြန်တွေးပြီးတော့ဒီနေ့တော့စိတ်ပြက်လိုက်တာပင်းလိုက်တာဆိုပြီးတော့ကိုယ့်အကူကျွန်တော်တို့ဘယ်လိုပြောမလဲဝန်ခံတတ်တယ်ဖယားပေးခြင်းတဲ့အရာကကြောက်တတ်သောစိတ်မဟုတ်ဘဲနဲ့သူပေးခြင်းတဲ့အရာကတကိုးပါသောစိတ်တကိုးပါသောစိတ်အဲ့ဒီတကိုးပါသောစိတ်ကအရာကိုကြော်လွှမ်းနိုင်အောင်ကျွန်တော်အတက်တာကို तू ကဘယ်လိုပြောမလဲ drive သွားမှာဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်နှလုံးသားဒီကျွန်တော်အတက်တာရဲ့အရင်အမြင့်ဖြစ်တယ်တဲ့အဲကြောင့်ဒီထဲမှာကြောက်တယ်ဆိုရင်ကျွန်တော်အတက်တာလမ်းလွဲပြီးမှာဖြစ်တယ်အဲ့ဒီစိတ်နှလုံးကအဲကြောင့်အဲ့ဒီတိမောသေကိုလည်းဖတ်ချင်တယ်ပြီးတော့နောက်ဆုံးမှာဗာရေးထားလဲရှင်လင်းသောသဘောကိုပြီးတော်မူ၏တဲ့ဟာလေလုယာဘုရားသခင်စီကနေလာတဲ့အရာကမရှင်းမလဲမဟုတ်ဘူးရှင်းလင်းဘုရားကပြမှာဖြစ်တယ်ဟာလေလုယာအဲကြောင့်တခါတလေကျွန်တော်တို့မရှင်းမလဲတာရှိတယ်ဆိုရင်ဘာလို့လဲဆိုရင်ဘုရားရဲ့အတန်တော်ကိုကျွန်တော်နားတော်မူလို့တယ်ဆုတောင်းတဲ့အချိန်မှာလည်းအများကြီးဆုတောင်းနေဒါမဲ့အထဲမှာတော့ပီတိစိတ်လည်းမရှိဘယ်လိုပြောမလဲဆုတော့အများကြီးတောင်းတယ်ဒါပေမဲ့အိမ်ပြန်သွားတဲ့အချိန်မှာဘာမှရတာမရှိဘဲနဲ့စိတ်ပြည့်ခြင်းနဲ့ပြန်တဲ့ချိန်လည်းရှိတတ်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဖျားပြီးခြင်းတဲ့အရာကမရှင်းမလင်းတဲ့စိတ်မဟုတ်ဘူးရှင်းလင်းသူရဲ့ခြေတော်ရနေအင်ကိုပြန်သွားစေချင်တာဖြစ်တယ်ဟာလေလုယာဘုရားရဲ့မျက်နှာသာဆရာတိုင်းဆုတောင်းတိုင်းကျွန်တော်တို့အဲ့ဒီအရာကိုတွေ့တယ်ဆိုရင်ဘသူကမှခိုင်းစရာလူမှာမဟုတ်ဘူးဆိုတာကျွန်တော်ခံစားတယ်ဟာလေလုယာကျွန်တော် worship တဲ့အချိန်မှာကျွန်တော်တခြင်းဆိုတဲ့အချိန်မှာကျွန်တော်အဲ့ဒီနာယံဘက်ကိုလက်ပြီးတော့ငါဖရားကိုကျွန်တော်ကိုယ်ကွယ်တာဖြစ်တယ်ဟာလေလုယာသူနဲ့ကျွန်တော်အနာဂတ်တွေကိုတိုက်တီးတာဖြစ်တယ်ဆိုတော့တခါတလေမရှင်းမလင်းတဲ့အရာဖျားကြောင့်မလာခင်မှာကျွန်တော်စိတ်မှာပေါ်လာတဲ့အရာ
မနေ့ပြန်တွေ့မရှိမလင်းဖြစ်တဲ့အရာတွေကိုဖျားနဲ့တကယ်တွေ့တယ်ဆိုရင်သူကရှင်းရှင်းလင်းလင်းစိတ်တဘောကိုပြီးတာဖြစ်တယ်ဟာလေလုယာအကြောင်းဖျားပြီးခြင်းတဲ့အရာကစင်းလင်းသောစိတ်တဘောကိုသူကပြီးတော်မူတယ်တဲ့ဟာလေလုယာအရောက်စီတိုက်ကိုဖျားကောင်းကြည့်ပြပါစေဟုတ်ပြီနောက်ဆုံးအနေနဲ့ဂျော်နီဖတ်သွားတဲ့ကျမ်းပိုက်ကိုကျွန်တော်ဖတ်ကြအောင်အဲ့ဒီ၃ခုကိုစစ်နွယ်တယ်လို့ကျွန်တော်ခံစားလို့ဒီနေ့ကျွန်တော်ဖျားဖွင့်ပြပြီးတဲ့နှုတ်ကပတ်တော်ဒီဖြစ်မယ်လို့ကျွန်တော်ယုံကြည်လို့ကျွန်တော်ဖတ်သွားတာဖြစ်တယ်ဟုတ်ပြီဒီပြန်တင်ဖတ်သွားတဲ့အရာကဒီမြန်မာလူနဲ့ခစ်တုံမြန်မာကျမ်းစာဖြစ်တယ်ထင်တယ်နော်အဲကြောင့်တကားတလီကျွန်တော်တို့ဂျက်ဆွန်နဲ့မတူတာငငယ်တုန်းကအလွတ်ချက်ထားတဲ့ဟာနဲ့မတူတဲ့အပိုင်းရှိတယ်နော်ဒါပေမဲ့ version နှစ်ခုနိုင်ပြီးတော့ဖတ်တယ်ဆိုရင်ဖျားရဲ့နှုတ်ကပတ်တော်ကိုပို့ပြီးမှဆင်းလင်းတာဖြစ်တယ်ဟုတ်ပြီကျွန်တော်တို့အတူတကွဖတ်ကြရအောင်ဖိလိပ္ပိအခန်းကြီးလေးအငယ်6နဲ့9တင်းနေ3စိုးရင်ချင်းမရှိပဲအရာရာ၌ကြီးကျူးတော်ကိုချီးမွမ်းခြင်းနဲ့အတကွဆုတောင်းပရဏာပြုသောအားဖြင့်သင်တို့တောင်းပန်လိုသောအရာများကိုဖျားသခင်အားကြားလျှောက်ကြတာပေါ့သူတို့ပြုလျင်မြတ်မရနိုင်သောဖျားသခင်ငြိမ်သက်ခြင်းနှင့်ယေရှုခရစ်အားဖြင့်သင်တို့စိတ်နှလုံးတို့ကိုဆုံးမလိမ့်မယ်ဟာလေလုယာဖျားသခင်ဘာလဲငြိမ်သက်ခြင်း the peace of God ပိုက်ဆံကပေးတဲ့ peace မဟုတ်အချင်းရစင်ပီလို့ပြီးအရာရာကိုစင်ပီလို့အဲ့ဒီစင်ပီတဲ့အချိန်မှာရှိတဲ့ငြိမ်သက်ခြင်းမဟုတ်ဘူးဘီနာကပဝန်းကျင်ကအတိုင်းဝဲကပေးတဲ့ငြိမ်သက်ခြင်းမဟုတ်ဘူး the peace of God ဖြစ်တဲ့ကဘုရားသခင်ရဲ့ဗာလဲငြိမ်သက်ခြင်းအဲ့ဒီဘုရားသခင်ရဲ့ငြိမ်သက်ခြင်းကိုကျွန်တော်တို့ရရှိဖို့ရန်အတွက်အပေါ်မှာရှိတယ်ဗာလဲ6မှာအဘေအမှုကိုမြစိုးရင်ခြင်းမရှိပဲတဲ့ယုံကြည်သူအရောက်စီတိုင်းကိုကျမ်းစာကစိုးရင်ခွင့်မပေးဘူးအရောက်စီတိုင်းကိုဝိညာဉ်တော်စကားပြောပါစေယုံကြည်သူအရောက်စီတိုင်းကိုဘုရားကစိုးရင်ခွင့်မပြုဘူးစိုးရင်ခွင့်မပေးဘူးယောရှုကိုပြောတယ်မောစီကိုပြောတယ်အိုင်စာယာကိုပြောတယ်ဂျေရမိုင်ကိုပြောတယ်ဘယ်သူကမှဘုရားရဲ့လူတွေကိုစိုးရင်ခွင့်မရှိဘူးအဲကြောင့်ကျွန်တော်စိတ်နှလုံးထဲမှာစိုးရင်တယ်ဆိုရင်ဘုရားပေးတဲ့အရာမဟုတ်ဘူးဆိုတာရှင်းရှင်းလင်းလင်းကျွန်တော်နားလည်ဖို့လိုတယ်ဟာလေလုယာအဲကြောင့်အဲ့ဒီအရာတွေလာတယ်ဆိုရင်ကျွန်တော်ဘာလို့လဲဆိုရင်ကိုးကွယ်ဖို့လိုတယ်ဝတ်ပြဖို့လိုတယ်တကားတလီအတန်အားလုံးနဲ့ဖျားကိုကိုးကွယ်ချီးမွမ်းဖို့လိုတာဖြစ်တယ်အဲ့ဒါမှဖျားပြီးခြင်းနဲ့တကူပါတော့စိတ်ကိုကျွန်တော်တို့ရလာမှာဖြစ်တယ်ဟာလေလုယာဖျားပြီးခြင်းနဲ့ချစ်တော်စိတ်ကိုကျွန်တော်တို့ထဲ၌ရှိလာမှာဖြစ်တယ်ဖျားပြီးခြင်းနဲ့မျောလင်းခြင်းအသည့်ကိုကျွန်တော်အထဲ၌ရောက်လာမှာဖြစ်တယ်အကြောင်းဒီညမှာမြန်မာစီရှင်မှာငွေကုန်အချိန်ကုန်ပြီးတော့ဖျားရဲ့မျက်နှာသာရှာဖို့ရောက်ရှိလာတဲ့အရောက်ရှိတိုင်းကိုဖျားတခင်ကောင်းချီးပေးပါစေအာမင်ဟုတ်ပြီတခြင်းတစ်ပုဒ်ဆိုပြီးတော့ကျွန်တော်တို့အသက်တာတည်တည်ကိုစက်ကပ်ပြီးတော့ဆုတောင်းကြရအောင် worship တင်နေလားလာပါကြွလာပါကျွန်တော်လည်းပထန်းလို့အတန်ကမရှိဘူးမရှိတော့အတန်ကပျောက်ကုန်တယ်စကားကောင်းကောင်းတော့မပြောလို့မရဘူးဆိုတော့ချီးမွမ်းတဲ့အချိန်မှာခေါ်အားရချင်တယ်လို့မရဘူးပေါ့နော်ကျွန်တော်တို့ရပါရအတန်ရှိသမျှကိုဖျားကိုချီးမွမ်းချင်တာဖြစ်တယ်တခါတလေအဲ့ဒီအတန်ကိုမရလို့ဟုတ်ပြီကျွန်တော်တို့တချင်းတစ်ပုတ်ဆိုပြီးတော့ဟုတ်ပြီကိုတော်ပဲလေဟုတ်တယ်မှန်တယ်ကိုတော်ပဲအဲ့ဒီကိုတော်ကပဲသူ့ရဲ့ငြိမ်သက်ခြင်းကိုပြီးလို့ရတာဖြစ်တယ်နော်ဖခင်ရဲ့ငြိမ်သက်ခြင်းဆိုတာကိုကျွန်တော်ပြန်စားမှတွေ့တယ်လို့ပေါ့
အဲ့ဒီတခြင်းကိုဆိုရင်တဲ့ကျွန်တော်တို့ဝိညာဉ်တော်ဖျားကိုကျွန်တော်အသက်တာ၌လှုပ်ရှားဖို့ရခွင့်ပြီးတော့သူကိုဖိတ်ခေါ်ပြီးတော့ဖျားပြီးချင်တဲ့အရာတွေကိုကျွန်တော်တို့ကြိုးဆိုကြမှာဖြစ်တယ်ချိန်မီပြင်ဆင်ပေးမယ်ယုံကြည်တယ်ကြောရတဲ့ဖြစ်နိုင်တော့ယံတန်နိုင်တော့ယံရှိပြီပဲကိုယ်တော်တန်နိုင်တယ်တင်ချတယ်တော့ရှင်မလုံးလုံးနာယောဂရဲ့ချမ်းမစီတယ်အာမင်လက်ရှိတဲ့တော့ရဲ့နိုင်လန်းကိုဝန်ခံကြအောင်ကျွန်တော်ကိုယ်ကိုယ်ရဲ့အသက်ရှင်တော်ဖျားကတတ်နိုင်တာဖြစ်တယ်ဟာလေလုယာအာမင်Gloria Rama Ramaကျွန်တော်ယုံကြည်ခြင်းနဲ့ကိုရောကိုဝန်ခံကြရအောင်တို့ရဲ့ခြင်းဖြစ်နိုင်တော့ရမတတ်နိုင်တော့ရရှိပြီပဲအာမင်ကိုရောတန်နိုင်တယ်ချာတယ်တော့ရှိမလုံးလုံးနာယောဂနဲ့ချမ်းပါစေရှိတဲ့တော့ရဲ့နိုင်လန်းကိုဖန်ဆင်းကြောင့်တွေ့တဲ့ရှင်ပါဆိုင်ရရှိထွက်ရှိတာကိုရောပဲဟာလေလုယာဒီဆောင်တဲ့ယူရှုတဲ့ကိုပြန်တဲ့ခံတော့ဘုရားတဲ့ပြန်ပြောင်းလဲရှိတာကိုရောပဲHallelujah. ယုံကြည်ခြင်းနဲ့ကျွန်တော်ဝန်ခံကြရအောင်ကိုရောပဲ Hallelujah. ကိုရောလုံးတိုင်းတဲ့ယုံကြည်တယ်ကိုရောလုံးပေးမယ်စိတ်ချကိုရောတတ်တယ်ကိုရောတတ်တယ်ချီချောမဝန်ခံပါကိုရောလုံးပေးမယ်စိတ်ချဝန်ခံကိုရောလုံးနိုင်တယ်ယုံကြည်တယ်ကိုရောလုံးပေးမယ်စိတ်ချဝန်ခံတဲ့တာဒီဒီနဲ့ကိုရောတန်နိုင်တယ်ဒီချာကိုရောလုံးပေးမယ်စိတ်ချHallelujah. Let's shoot it, joy and night like compassion. Shout to the Shema, shine it, she trusts. Yes, Lord Jesus. Kurobe. Chale shoot it, then go bien. Canto mucho que no te planes. Kurobe. Joy and night like the past. Shout to the Shema, shine it, she trusts it all. Kurobe. Canto por chegar no teu
တင်မတတ်နေတဲ့အရာတရားတတမှာတကယ်လို့ကြုံတွေ့ခဲ့တဲ့ဆိုရင်ဒီညကတင်ရဲ့ညအဖြစ်မှာကိုကိုရမတတ်နိုင်တော့ဆိုရင်ကိုကိုရမတတ်နိုင်မှဒီရတာတဲ့ဖျားကိုမကူစားဘူးဆိုရင်ဖျားပေးချင်တဲ့ဖျားရဲ့ငြိမ်တဲ့ချင်းကိုတရတဲ့တာမှာဘယ်တော့မှရရှိမှာမဟုတ်ဘူးချစ်တော်ကြီးကိုမောင်နှမကျွန်တော်ဒီညပြောချင်တယ်တင်မတတ်နိုင်တဲ့အရာတင်မလုပ်နိုင်တဲ့အရာအတ္တတာမှာတကယ်ရှိတယ်ဆိုရင်ကိုရောစားပါကိုရောကတတ်နိုင်တယ်ကိုရောမတတ်နိုင်တဲ့အရာတစ်စုံတစ်ခုမှမရှိပါဘူးကျွန်တော်တက်တာနိုင်ငိမ့်တဲ့ချစ်ပြီးတဲ့အရာကဒီဆရာလျက်မွေးကမတတ်နိုင်တဲ့အရာကိုကျွန်တော်ကူးခွဲတဲ့ဖခင်ကတတ်နိုင်တယ်ဆိုတာကျွန်တော်အထင်နဲ့ယုံကြည်စိတ်ချတဲ့ချိန်မှာကျွန်တော်ကူးခွဲတဲ့ကျွန်တော်ဖခင်ကကျွန်တော်ကိုငင်တဲ့ချင်းကိုပြီးတာဖြစ်တယ်ဟာလေလုယာဟာလေလုယာကိုရောကိုစားပါကိုရောကိုယုံကြည်ပါသူတတ်နိုင်တဲ့ဆိုတာကိုစိတ်နှလုံးချမ်းယုံကြည်ပြီးတော့ကိုးစားပြီးတော့နေ့တိုင်းဝန်ခံပါကြွေးကြော်ပါတရားတတာနဲ့ငြိမ်တဲ့ချင်းဖျားကပြီးလိမ့်မယ်စေဘာချင်းတို့ကအဆုံးတဲ့ဆုတောင်းပြီးဖို့ကျွန်တော်ဖိတ်ခေါ်လိုပါတယ်ဆုတောင်းပြီးပါကိုရရှင်ဖဖျားကိုရဂျေဇုရနာမတော်ကိုချီးမွမ်းပါ၏ဒီကနေ့ကိုရမျက်မှောက်တော်ထဲသို့တိုးဝင်ဖွဲ့ရောက်ရှိလာကြတဲ့အရောက်စီတိုင်းကိုရရှင်ဖဖျားတည်တပံတို့ထိကောင်းကြီးပေးမိကြောင်းကိုဂျေဇုတင်ပါ၏ဒီကနေ့ကြားနာရတဲ့တသက်ခံခြင်းများအဖြစ်တော်၎င်းကိုရရှင်စကားပြောတဲ့နှုတ်ပတ်တော်အဖြစ်တော်၎င်းကိုဂျေဇုတင်ပါ၏အရောက်စီတိုင်းအတွက်တည်ဆောက်စရာကိုရရှင်ဖဖျားဖြစ်စေတော်မူပါဒီမှာလာရောက်ကြတဲ့အရောက်စီတိုင်းအချင်းနဲ့တသက်မဟုတ်ဘဲနဲ့အလားနဲ့အပြည့်မတူဘဲနဲ့ကိုရရှင်တူပါရှိခြင်းကိုရစကားပြောခြင်းကိုရရှင်ဖဖျားတည်ခံကောင်းကြီးခံစားစေတော်မူပါအရောက်စီတိုင်းပေါ်ကိုရရဲ့သူ့ထစ်ခြင်းကိုရရှင်ဖဖျားတက်ရောက်စေတော်မူပါဒီကနေ့ဖတ်ကြားတဲ့နှုတ်ပတ်တော်အဖြစ်လဲအခုပဲမဟုတ်ဘဲနဲ့ပြန်သွားတဲ့လမ်းကြီးတစ်လျှောက်လုံးအော်ရှိတဲ့နေရာရောက်တဲ့နေရာတိုင်းမှာကိုရရှင်ဖဖျားတည်ဖန်စကားပြောလဲအရောက်စီတဲ့တာကိုကိုရရှင်ဖဖျားတို့တိစကားပြောတော်မူပါမြတ်ကြောင့်ကိုရရှင်သူပါရှိတဲ့အရာမြတ်အတွက်ယေရှုတော်နာမတော်ကိုချီးမွမ်းယေရှုနာမနဲ့ဆုတောင်းစက္ကန့်နံပါတ်အာမင်